ငါ့ကိုမင်းတို့ပိတ်ပင်လို့ရမယ်မထင်နဲ့သူမကပုံမှန်မနက်ခင်းလေးကိုပဲဖြတ်တန်းကျင်တာမနက်အာဇန်ခေါ်ရင်နိုးမယ်အမေကုံရောင်းဖို့ပြင်ဆင်တာကူမယ်ပြီးရင်စစ်ပုတ်ကဈေးကိုဈေးချင်းတောင်းနဲ့ဈေးဝယ်စရင်ပါတဲ့ဖုံးတစ်လုံးနဲ့သွားမယ်ဒါပေမဲ့အဲ့ဒီမနက်ခင်းကသူ့ကိုအံ့အားသင့်စေတာငရုတ်သီးဈေးမဟုတ်ဘူးမတရားအာဏာရှင်ရဲ့လက်ချက်ပဲသူမကိုရက်တက်လိုက်ပြီးရင်းချင်မတယ်စင်လို့ဆွဆွဲတယ်ယူနီဖောင်းဝတ်အမျိုးသားတဦးနဲ့လူမိုက်နှစ်ဦးကသူ့ကိုလမ်းကြားချင်းလေးတဲ့ဆွဲခေါ်သွားတယ်ဘာအကြောင်းပြချက်မှမရှိအကာအကွယ်လည်းမရှိဘူးသူတို့ကသူမမှာဘသူမှမရှိဘူးလို့ထင်လို့ပဲဒါပေမဲ့သူတို့ရင်ဆိုင်ရတာကရိုးရိုးသေးတယ်မလေးမဟုတ်ဘူးသူ့ရဲ့ခြေလမ်းငယ်လေးတွေနောက်မှာနှစ်ပေါင်းများစွာကဒဏ်ရာတွေနဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်တွေရှိတယ်သူမကအကြမ်းဖက်ပြီးပြန်မတိုက်ခိုက်ဘူးအော်ဟစ်တာလည်းမလုပ်ဘူးသူမကမှတ်မိတယ်မှတ်သားတယ်တိတ်တိတ်ဆိတ်ဆိတ်တတိကိုစုဆောင်းတယ်ဒါကလက်စားချေတဲ့ပုံမြင်မဟုတ်ဘူးဒါကမတရားမှုကိုပုံမှန်ဖြစ်လာအောင်လက်မခံတဲ့လူငယ်တဦးရဲ့ပုံမြင်တဖြည်းဖြည်းကြီးထွားလာတဲ့အတန်အကြောင်းပြီးတော့ပြန့်နှံ့သွားတယ်ကိုအားရှိတယ်လို့ခံစားရလို့မဟုတ်ဘူးဒါပေမဲ့အဲ့ဒီထက်ပိတ်ပင်မခံကျင်တော့တဲ့အတွက်ကြောင့်မတည့်ရက်တဲ့ရိုးသားတဲ့ပြည်သူတွေအကြောင်းမဖတ်ခင်ဘယ်ဒေတာမှာနေလဲမင်းတို့စီမှာအခုဘယ်ချိန်လဲမှတ်ချက်များမှာရေးခဲ့ပါနော်မင်းရဲ့စကားတခွန်းကတယောက်တည်းရုန်းကန်နေသူတွေအတွက်ခွန်အားဖြစ်နိုင်တယ်ဒီဇလန်းကမင်းရဲ့နှလုံးသားကိုထိမိရင်နံပါတ်6ကိုနှိပ်ပါတခြားအမြင်ရှိရင်နံပါတ်3ညကိုနှိပ်ပါအတန်အားလုံးကိုနားထောင်ဖို့ထိုက်တန်တယ်ဒီလိုဇလန်းတွေဆက်လက်ရှင်သန်နိုင်ဖို့ like share နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဖန်သားပြင်ပေါ်မှာဘယ်တော့မှပေါ်မလာနိုင်ပေမဲ့သူတို့ရဲ့အတန်ကတိုင်းပြည်ကိုလှုပ်ခတ်စေနိုင်တဲ့သူတွေအတွက်အဲ့ဒီမနက်ခင်းမှာနေမင်းကမိုးကုတ်ဆော်ဝိုင်းနောက်ကနေထွက်ပေါ်လာဖို့ကိုဝင်လေးနေတုန်းပဲရန်ကုန်မြို့ရဲ့တိမ်ထူတဲ့မနက်ခင်းရွှေရည်ကရင်းကန်းမြို့မဈေးလမ်းဘေးပလက်ဖောင်းတစ်လျှောက်အမြန်လန်းလျှောက်နေတယ်ညာဘက်လက်မှာဟင်းသီးဟင်းရွက်ထည့်ထားတဲ့ပလတ်စတစ်အိတ်ကိုကင်ထားပြီးဘယ်ဘက်လက်ကတော့အမေမာထားတဲ့ဈေးဝယ်စရင်ကိုပြသနေတဲ့ဖုန်းကိုကင်ထားတယ်ဟင်းသီးဟင်းရွက်ရောင်းတဲ့အတန်တွေတက်စီဟွန်းတန်တွေကားပါကင်ဆောင်တွေရဲ့အော်ဟစ်တန်တွေဟာမနက်တိုင်းသူမကြုံတွေ့နေကြပယန်းပရာထဲမှာပေါင်းဆက်နေတယ်ဒါပေမဲ့အဲ့ဒီနေ့ကတော့တကယ်ပယန်းပရာကစတော့မယ်ဟဲ့ရက်စန်းကြီးမနေနဲ့ရှေ့ကနေတယောက်ကအော်လိုက်တယ်ရွှေရည်မောကြည့်လိုက်တော့လူမိုက်ပုံစံဝတ်ထားတဲ့အမျိုးသား2ယောက်နဲ့ယူနီဖောင်းဝတ်ရဲတယောက်လမ်းလယ်မှာရက်နေတာကိုတွေ့လိုက်ရတယ်အမေတယောက်နဲ့သူ့ဆယ်ကျော်သက်သားရဲ့မော်တော်ဆိုင်ကယ်ကိုတားထားတယ်စစ်ဆေးရေးလုပ်နေတာလိုင်စင်နဲ့ကားလက်မှတ်ပြရွှေရီခြေလန်းကိုနှေးလိုက်တယ်သူမအဲ့ဒီယူနီဖောင်းဝတ်သူကိုမှတ်မိတယ်ရဲအုပ်မင်းမောင်ဈေးထဲမှာအမြဲတစေပတ်သွားပတ်လာလုပ်နေပြီးခေါင်းမာပြီးဒေါသကြီးတယ်လို့နာမည်ကြီးတဲ့ရဲတာပဲမဲ့ရွှေရီကိုမျက်မှောင်ကျုပ်စေတာကကြံလူ2ယောက်ကရဲမဟုတ်ပဲမင်းမောင်ထက်တောင်အာနာရှိပုံရတယ်ကျမအမေကမင်းမောင်ရဲ့မူလာရန်ကျောင်းဆရာမဟောင်းရွှေရီကအနီးနားမှာထိုင်နေတဲ့ဟင်းသီးဟင်းရွက်ရောင်းတဲ့အတော်တဦးကိုတိုးတိုးလေးပြောလိုက်တယ်ဒါပေမဲ့ပင်စင်ယူကလေးကဒီမှာအမြဲအနိုင်ကျင့်ခံရတယ်ဈေးဆိုင်ကလည်းပေးရတယ်လုံခြုံရေးအတွက်လည်းပေးရတယ်အကုန်ပေးရတယ်ရွှေရီခြေလန်းတွေကိုဆက်လျှောက်ပေမဲ့နှလုံးခုန်တုံးကပုံမှန်မရှိတော့ဘူးသူမကောင်းကုန်ပြီးအာယုံဆိုင်မခံရအောင်စူးစမ်းတယ်ဒါပေမဲ့ရဲအုပ်မင်းမောင်ကိုကြော်တက်ချိန်မှာတော့လူမိုက်တဦးကသူမရဲ့ဈေးချင်းတောင်းကိုတိုက်မိပြီးပြုတ်ကျသွားတယ်ဟဲ့ဈေးလုံခြုံရေးအတွက်ပတ်စံမပေးဘဲဒီကနေဖြတ်သွားရဲတယ်ပေါ့အဲ့ဒီလူရဲ့အတန်ကဟိန်းထွက်လာတယ်ကျမဖြတ်သွားတာပဲဦးလေးရွှေအတန်တိုးတိုးလေးနဲ့ဖြေပြီးပြန့်ကျဲနေတဲ့မုံလာဥနီတွေကိုကောက်လိုက်တယ်ဖြတ်သွားတာလဲပေးရမယ်ဒါမင်းတို့အဖိုးဘွားတွေရဲ့လမ်းလို့ထင်နေတာလားနောက်တစ်ယောက်ကရေမောရင်းထပ်ဖြည့်လိုက်တယ်ရဲအုပ်မင်းမောင်ဝင်မပါဘူးသူကရွှေရည်ကိုအေးဆက်ဆက်အကြည့်နဲ့သာကြည့်နေတယ်မင်းနာမည်ဘယ်သူလဲသူကတိုတိုတုတ်တုတ်မေးလိုက်တယ်ရွှေရည်ရဲအုပ်မင်းမောင်ဖြည်းဖြည်းလေးခေါင်းငိမ့်ပြီးအချက်ပြလိုက်တယ်မျက်စိတမိတ်အတွင်းမှာပဲအဲ့ဒီလူ2ယောက်ကရွှေရည်ရဲ့လက်မောင်းနှစ်ဖက်ကိုဖမ်းချုပ်ပြီးဈေးဘေးကလမ်းကြားချင်းလေးတွေကိုဆွဲခေါ်သွားတယ်ဘသူမှသူတို့ကိုမတားဆီးရဲဘူးလူတိုင်းကမမြင်ချင်းအောင်ဆောင်နေကြတယ်အဲ့ဒီလမ်းကြားထဲမှာပဲအရာအလုံးပြောင်းလဲသွားတယ်သူတို့ကသူမရဲ့ပတ်စံအိတ်ကိုလူယူတယ်မူရစ်ဆေးဝါးဖွက်ထားတယ်လို့ဆွဆွဲတယ်အဲ့ဒီနေရာမှာညှိနှိုင်းမယူရင်ရဲစခန်းကိုဆွဲခေါ်သွားမယ်လို့တောင်ချင်းချောက်တယ်ရွှေရည်ကြောက်လန့်
နေပေမဲ့သူ့မျက်လုံးတွေကတော့ပြတ်သားနေတယ်သူမကသူတို့ရဲ့မျက်နှာအတန်ဆေးလိမ့်နဲ့အထိအသေးစိတ်မှတ်မိနေတဲ့ရုတ်တရက်အနီးနားကနေလူနာတင်ကားဆိုင်ရန်တန်မြည်လာတယ်အဲ့ဒီအတန်ကသူမကိုသတိပေးလိုက်တယ်လို့ပဲသူမကအသက်ပြင်းပြင်းရှူသွင်းပြီးမင်းမောင်ကိုတက်တက်စိုက်ကြည့်လိုက်တယ်ဦးလေးလွယ်လွယ်နဲ့လွတ်မယ်မထင်နဲ့သူမကတိုးတိုးလေးပြောလိုက်တယ်မင်းမောင်ကရေလိုက်တယ်မင်းလိုဈေးတယ်မလေးရဲ့စကားကိုဘသူကယုံပါလဲနောက်ဆုံးမှာသူတို့သူမကိုလွှတ်ပေးလိုက်တော့ရွှေရည်ကရွှွန့်ထူတဲ့လမ်းပေါ်မှာထိုင်ရဲလဲကျသွားတယ်သူမရဲ့လက်တွေတုံရင်နေတယ်အဝတ်တွေလည်းပေပွားနေတယ်ဒါပေမဲ့မျက်လုံးတွေကတော့တောက်လောင်နေတုံးပဲသူမပတ်ဝန်းကျင်မှာဈေးကပုံမှန်အတိုင်းပြန်လဲပတ်နေပေမဲ့သူမအတွင်းမှာတော့တခုခုကပြိုကွဲသွားခဲ့ပြီးသူမတိတ်ဆိတ်နေတော့မှမဟုတ်ဘူးညနေဆောင်အနောက်ဘက်လမ်းကြားကသူမရဲ့အိမ်လေးမှာရွှေရည်ကနံရံပေါ်ကပကြီကားဟောင်းကိုကြည့်နေတယ်အမေငယ်ငယ်ကဆီယာမယူနီဖောင်းနဲ့ရဲအုပ်မင်းမောင်ငယ်စဉ်ကအပြစ်ကင်းတဲ့အပြုံးလေးနဲ့ရိုက်ထားတဲ့ပုံအမေကချိုသောလက်ဖက်ရည်နဲ့ရောက်လာတယ်ဈေးကပိုဆိုးလာပြီးသမီးလေးအမေကနူးညံ့စွာမေးလိုက်တယ်ရွှေရည်ကမဖြေဘဲခေါင်းငိမ်ပြီးအမေကိုကြည့်လိုက်တယ်အမေအင်ကြီးဝတ်ထားတဲ့လူဆိုးတွေရှိနေရင်ကျမတို့ဘသူ့ကိုအားကိုးရမလဲအမေကခဏတာတိတ်ဆိတ်သွားပြီးဖြည်းဖြည်းလေးပြန်ဖြေတယ်တခါတလေကြရင်ကိုယ်တိုင်အတန်ဖြစ်လာရတယ်သမီးဘသူမှမပြောရဲရင်ဘသူကအခြေအနေကိုပြောင်းလဲပေးမှလဲညဘက်မှာရွှေရည်ကဒိုင်ယာရီစရေးတယ်သူမရေးတဲ့စကလုံးတိုင်းကမှတ်စုတွေတင်မဟုတ်ဘူးဘယ်ကနေဆက်ရမှန်းသူမမသိဘူးဒါပေမဲ့တခုတော့တေးကြတယ်သူမတိတ်ဆိတ်နေတော့မှမဟုတ်ဘူးတယောက်တည်းရက်တီရပေမဲ့တရားမျှတမှုကိုရှာဖွေသွားမယ်ဒီအတော်အတွင်းမှာတော့လမ်းဘေးရဲစခန်းမှာရဲအုပ်မင်းမောင်ကအဲ့ဒီလူမိုင်းနှစ်ယောက်စီကနေရတဲ့ထူတဲ့စာအိတ်ကိုဖွင့်နေတယ်သူတို့ကမျက်တောင်ခတ်နေတဲ့နီယွန်မီအောက်မှာကော်ဖီထုတ်လေးတွေတောက်ရင်းတိတ်တိတ်လေးရေမောနေကြတယ်အဲ့ဒီကောင်မလေးဘလို့လဲလူမိုက်တဦးကမေးလိုက်တယ်ပြီးမင်းမောင်ကဆေးလိတ်တလိတ်နီးညီရင်ဖြေလိုက်တယ်ဈေးကကောင်မလေးတွေကမနှက်ဖြန်ဆိုမေ့သွားကြမှာပါဒါပေမဲ့မင်းမောင်မှားသွားပြီးရွှေရည်ကဘယ်တော့မှမမေ့ဘူးသူမတိတ်ဆိတ်နေတော့မှမဟုတ်ဘူးမိုးအုံနဲ့မနက်ခင်းကပူပြင်းခြောက်တွေ့တဲ့နေ့လည်ခင်းအဖြစ်ပြောင်းလဲသွားတယ်ရွှေရည်ကသူ့အိမ်လေကားပေါ်မှာရက်ပြီးចောင်းသားတွေနဲ့မော်တော်ဆိုင်ကယ်တန်တွေနဲ့စူညံနေတဲ့လမ်းကလေးကိုကြည့်နေတယ်မနေ့ကဖြစ်ပြီးကလေးကဈေးကိုသူမပြန်မသွားသေးဘူးစိတ်တန်ရာကသူမရဲ့ခန္ဓာကိုယ်မှာဆွဲမြဲနေတော့ပဲဒါပေမဲ့ကြောက်ရွံ့မှုထက်ပိုအားကောင်းတဲ့အရာတစ်ခုရှိတယ်အေးယူလိုတဲ့ဆန္ဒပဲရွှေရည်ရဲ့လက်ထဲမှာမှတ်စုစာအုပ်ငယ်လေးတစ်အုပ်နဲ့အသုံးပြုပြီးသားဖုန်းတစ်လုံးကိုကင်ထားတယ်သူမမှတ်မိသမျှအသေးစိတ်အချက်လက်တွေအေကိုရေးထားတယ်ရဲအုပ်မင်းမောင်ရဲ့နာမည်လူမိုင်းနှစ်ယောက်ရဲ့လက္ခဏာလမ်းကြားတည်နေရာသူတို့စကားပြောဆိုမှုတွေအထိသူမအင်တာနက်မှာလည်းအရက်သားခွင့်ရေးတွေဈေးတွေကပုံမှန်မဟုတ်တဲ့ငွေတောင်းခံမှုတွေဘသူ့ကိုဆက်သွယ်ရမယ်ဆိုတာတွေရှာဖွေစုံစမ်းတယ်ညနေဆောင်မှာတော့သူမကတယောက်နဲ့တွေ့ဆုံဖို့တတိရှိရှိဆုံးဖြတ်လိုက်တယ်ဒေါ်တော်ဒီနီဘေးရက်ကွက်ကဆရာမဟောင်းဒေါ်တော်ဒီနီဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဈေးတယ်တွေကိုနေရာရွှေ့ပြောင်းခံရချိန်မှာကူညီပေးခဲ့တဲ့ငါလှုပ်ရှားသူတဦးဖြစ်ခဲ့ဘူးတယ်တိုင်ကျင်တာတေချာလားဒေါ်တော်ဒီနီကမျက်လုံးပြတ်သားစွာမေးလိုက်တယ်ရွှေရည်ကဖြည်းဖြည်းလေးခေါင်းငိမ့်လိုက်တယ်ကျမကဘသူမှမဟုတ်ဘူးဆိုတာသိပါတယ်ဒေါ်လေးဒါပေမဲ့ကျမတိတ်ဆိတ်နေရင်မနှက်ဖြန်ကြရင်ဒီထက်ဆိုးတဲ့ရွှေရည်နောက်တစ်ယောက်ပေါ်လာမှာပဲဒေါ်တော်ဒီနီကတက်ပြေးရှည်ကြီးချလိုက်တယ်သူမကစာအုပ်စင်ပေါ်ကနေပလတ်စတစ်ဖိုင်တွေတစ်ခုကိုယူပြီးဥပဒေနဲ့ပြည်တွင်းမီဒီယာဆက်သွယ်ရေးစာရင်းပါတဲ့စာမျက်နှာကိုဖွင့်လိုက်တယ်ဒါဆိုဒီကနေဆက်ရမယ်အလောတကြီးမလုံးနဲ့အရင်ဆုံးမှတ်တမ်းတင်သက်သေအထောက်အထားအားလုံးကိုတင်ထားလိုအပ်ရင်သက်သေတွေပါရှာမယ်နောက်ရက်တွေမှာရွှေရည်ပြောင်းလဲသွားတယ်သူမဈေးကိုပြန်သွားတယ်ရှက်တက်တဲ့မိန်းကလေးအဖြစ်မဟုတ်ပဲစောင့်ကြည့်သူအဖြစ်သူမကဝယ်သူအဖြစ်ဟန်ဆောင်တယ်တခါတလေဟင်းသီးဟင်းရွက်ရောင်းတဲ့သူတွေကိုကူညီရင်းမင်းမောင်ရောက်လာချိန်ဘသူတွေကိုချင်းချောက်တယ်ဘလောက်ပတ်စံယူတယ်ဆိုတာမှတ်တမ်းတင်တယ်သူမကဈေးသိမ်ငယ်လေးတွေနဲ့လဲစတင်ပေါင်းတင်းတယ်ထောင်မှာဘဲဦးရောင်းနေတဲ့ဦးစမန်ဆိုတဲ့ဦးလေးတဦးလဲပါဝင်တယ်အရင်တုန်းကကျွန်တော်လဲချင်းချောက်ခံရဘူးတယ်ဦးစမန်ကမနက်ခင်းတရက်မှာတိုးတိုးလေးပြောလိုက်တယ်။ဒါပေမဲ့ကြောက်တယ်သူတို့ကဥပဒေနဲ့မလွတ်ကင်းဘူး
ရွှေရည်ကအားမပေးဘူးသူမနားထောင်ပေးခဲ့တာပဲဒါပေမဲ့တဖြည်းဖြည်းနဲ့ယုံကြည်မှုကိုတိဆောက်လာတယ်အံ့ဩစရာအကောင်းဆုံးအရာတွေထဲကတစ်ခုကဆယ်ကျော်သက်ကောင်လေးတဦးဖြစ်တဲ့အောင်နိုင်စီကနေရောက်လာတဲ့ကော်ဖီဆိုင်ပိုင်ရှင်ရဲ့သားအောင်နိုင်ကတိတ်တိတ်လေးဗီဒီယိုတွေရိုက်ကူးလေးရှိတာကိုတွေ့ရှိခဲ့ရတယ်။တညနေမှာသူမစီဗီဒီယိုဖိုင်တစ်ခုကိုဘလူးတုတ်နဲ့ပို့ပေးလိုက်တဲ့ဗီဒီယိုထဲမှာမင်းမောင်ကလူမိုက်စီကပတ်စံယူနေတာနဲ့ဈေးတဲ့အတော်တဦးကိုဆဲဆိုနေတာကိုပြသနေတယ်။ဒီဗီဒီယိုပြန့်သွားရင်လှုပ်လှုပ်ရှားရှားဖြစ်သွားနိုင်တယ်။အောင်နိုင်ကပြောလိုက်တဲ့ရွှေရည်ရဲ့လက်တွေကကြည့်နေရင်တုံရင်နေတယ်။ဒါပေမဲ့အလောတကြီးလုပ်ရမယ့်အချိန်မဟုတ်ဘူးဆိုတာသူမသိတယ်။သူမကအဲ့ဒီဖိုင်ကိုသူမအခန်းကတစ်သားကြမ်းခင်းအောက်မှာဝတ်ထားတဲ့မမ်မိုရီကတ်ထဲမှာတင်လိုက်တယ်။ဒါပေမဲ့မျောလင်းချက်ဆိုတာအန္တရာယ်မပါဘဲလာတာမဟုတ်ဘူး။တညနေမှာသူမဈေးကနေအိမ်ပြန်လာချိန်မှာတယောက်ယောက်ကသူ့နောက်ကိုလိုက်နေတယ်လို့ခံစားရတယ်။လမ်းကြားကတိတ်ဆိတ်နေပေမဲ့နောက်ကနေခြေတံလေးတွေကြားနေရတယ်။သူမခြေလမ်းကိုအမြန်လျှောက်လိုက်တယ်လှည့်ကြည့်လိုက်တော့လမ်းကြားရဲ့အဆုံးမှာမသိတဲ့လူနှစ်ယောက်ရဲ့အရေးကိုတွေးလိုက်ရတယ်တိတ်ဆိတ်နေတယ်။နောက်မနက်မှာအမေကခြံစည်းရိုးမှာနာမည်မပါတဲ့စာတစ်စောင်ကိုတွေးလိုက်ရတယ်။ပြဿနာရှာတာရက်လိုက်တော့ဒီဈေးကဒရာမာဇက်ခုံမဟုတ်ဘူး။ရွှေရည်ကအမေကိုဘာမှမပြောဘူး။သူမပြုံးပြီးအခန်းထဲဝင်ပြီးတကားကိုပိတ်လိုက်တဲ့အတွင်းမှာသူမကမှတ်စုစာအုပ်ကိုဖွင့်ပြီးရေးလိုက်တဲ့ပထမဆုံးချင်းချောက်မှုရောက်လာပြီးဒါပေမဲ့ကျမအရင်ကထက်ပိုအသင့်ဖြစ်နေပြီ။အဲ့ဒီနေ့မှာပဲရွှေရည်ကဒေါ်တော်ဒီနီနဲ့ထပ်တွေ့တယ်သူတို့နှစ်ဦးကအပြင်လူတွေနဲ့ဆက်သွယ်ဖို့မဟာဗျူဟာကိုဆွေးနွေးကြတယ်သူတို့ကလန်ထရိုဝါကလို့ခေါ်တဲ့ပြည်ရင်းကားတစ်ခုကိုရွေးချယ်တယ်အဲ့ဒီကားကအာနာပိုင်တွေရဲ့အကြမ်းဖက်မှုကိစ္စတွေကိုကင်တွယ်ရမှာအတွေ့အကြုံရှိတယ်ဗီဒီယိုဖုန်းခေါ်ဆိုမှုကနေရွှေရည်ကအနင်းဒီယာဆိုတဲ့ကဝန်ထမ်းငယ်လေးနဲ့စကားပြောတယ်အနင်းဒီယာရဲ့မျက်နှာကနူးညံ့ပေမဲ့မျက်လုံးတွေကတော့ပြတ်သားတယ်မင်းတော်တော်တတိရှိတာပဲရွှေဒါပေမဲ့သတိထားရမယ်သူတို့မှာဥပဒေဌာနတဲ့အထိဆက်သွယ်မှုတွေရှိနေနိုင်တယ်ကျမအနိုင်ရဖို့ရှာနေတာမဟုတ်ဘူးအမရွှေကပြန်ဖြေတယ်ကျမကိုပိတ်ပင်မခံချင်တာပဲသူတို့က digital သက်သေထွက်ဆိုချက်တွေနဲ့ဖြစ်စဉ်အချိန်တွေကိုအသေးစိတ်မှတ်တမ်းတင်ထားတဲ့အစီရင်ခံစာတစ်ခုကိုရေးဆွဲဖို့သဘောတူလိုက်ကြတယ်ရွှေကသူ့အတွေ့အကြုံတွေကိုနာမည်မဖော်ပဲအင်တာနက်ဖိုရမ်တစ်ခုမှာစောင်းပါးတစ်ပုဒ်အဖြစ်ရေးသားဖို့လဲစတင်ခဲ့တယ်ခေါင်းစဉ်ကတော့ကျမဘာလို့တိတ်ဆိတ်မနေရတာလဲအဲ့ဒီစောင်းပါးဟာတဖြည်းဖြည်းနဲ့လူပြောများလာခဲ့တယ်ဒရာမာဆန်လို့မဟုတ်ပဲရိုးသားမှုကြောင့်ပဲမှတ်ချက်တွေအများကြီးရောက်လာတယ်အားပေးသူတွေရှိသလိုကြောက်ရွံ့သူတွေလည်းရှိတယ်ဒါပေမဲ့ပိတ်ထားတဲ့မျက်လုံးများ Meditative လို့နာမည်ပေးထားတဲ့အမည်မသိအကောင့်တစ်ခုစီကပုဂ္ဂိုလ်ရေး message တစ်ခုကရွှေရည်ကိုအံ့အားသင့်စေခဲ့တယ် message ကတိုတိုလေးကျွန်တော်မင်းမောင်ကိုသိတယ်သူတယောက်တည်းမဟုတ်ဘူးသတိထားဒါပေမဲ့မင်းသာဆက်လုပ်ရင်ကျွန်တော်အတွင်းကနေကူညီပေးမယ်ရွှေရည်ကအဲ့ဒီ message ကိုအကြိမ်ကြိမ်ဖတ်ရှုတယ်ဒါထောင်ချောက်လားဒါမှမဟုတ်မျောလင်းချက်လားဆိုတာသူမမသိဘူးဒါပေမဲ့တခုတော့သူမသိတယ်သူမရဲ့ရန်သူဟာမင်းမောင်တယောက်တည်းမဟုတ်ဘူးမင်းမောင်ကိုဆက်လက်တည်ရှိစေခဲ့တဲ့စနစ်တစ်ခုလုံးကိုပါပဲအဲ့ဒီစနစ်ဟာတဖြည်းဖြည်းနဲ့ချင်းချောက်ခံရတော့မယ်လို့ခံစားရတယ်ဒီတော့အတွင်းမှာတော့ရန်ကုန်မြို့မစီရဲစခန်းမှာရဲအုပ်မင်းမောင်ကစိတ်မတည်မငြိမ်ထိုင်နေတယ်ဒေသတွင်သတင်းထောက်တွေကလာမယ့်သတင်းပတ်မှာဈေးကိုဆင်းလာမယ်ဆိုတဲ့ကောလာဟာလာတွေထွက်နေတယ်သူတန်တရားဝင်လာပြီးသူ့လူမိုက်တွေကိုစုပြီးအမိန့်ပေးတယ်ဘသူကပါဇက်ဖွင့်ဖို့စ조사နေတာလဲရှာသူတို့ကိုနှုတ်ပိတ်လိုက်ရက်နှဲငယ်ကြတော့ဦးစမန်ရဲ့ဆိုင်ကိုတကောင်ရံမှာခဲနဲ့ပစ်ခံရတယ်အောင်နိုင်ကသူ့ဖုန်းပျောက်သွားပြီလို့ဝန်ခံတဲ့ရွှေရည်ကရက်ွက်ယုံကနေလှည့်ဖျားတဲ့ message တွေရောက်လာတဲ့အရာအလုံးကပိုနီးကပ်လာပြီးပိုအန္တရာယ်များလာတယ်ဒါပေမဲ့ဖိအားတွေပြင်းထန်လာလေရွှေရည်ရဲ့ဆုံးဖြတ်ချက်ကပိုခိုင်မာလာလေပဲညနေဆောင်မှာတော့သူမကအမေနဲ့အတူဧကန်းမှာထိုင်နေတယ်အမေကငှက်ပြောသီးကိုလှီးပြီးကြော်ဖို့ပြင်ဆင်နေတယ်အမေရွှေရည်အခက်အခဲတစ်ခုခုကြုံလာရင်အမေကြောက်မလားသူမကဖြည်းဖြည်းလေးမေးလိုက်တယ်အမေကခဏတာရက်ပြီးကြီးပြင်းလာပြီးဖြစ်တဲ့သမီးမျက်နှာကိုကြည့်လိုက်တယ်အမေကြောက်တယ်ဒါပေမဲ့မင်းမတရားမှုကိုခွင့်ပြုတဲ့သူဖြစ်လာမှာကိုပိုကြောက်တယ်
ရန်ကုန်မြို့ရဲ့ညနေခင်းကောင်းကင်မှာတိမ်တွေဆိုင်းနေတဲ့မိုးကရွာပြီးကာစစိုးထိုင်းတဲ့မြေနှမ်းကလေထဲမှာပြန့်လွင့်နေတဲ့ရွှေရည်ရဲ့အိမ်လေးရဲ့ထောင်ဆွန်းလေးမှာတိတ်ဆိတ်နေပုံရတယ်။ဒါပေမဲ့ကောင်မလေးရဲ့စိတ်ထဲမှာတော့တည်ငြိမ်မှုမရှိဘူး။ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာသူမချင်းချောက်တဲ့စာတွေပုံမရရှိလာတယ်။အချို့ကစာရွက်ပုံစံနဲ့ခြံစည်းရိုးမှာထိုးသွင်းထားတယ်။အချို့ကတော့ပိုပြီးအန္တရာယ်များတယ်။တိုက်ရိုက်ချင်းချောက်မှုတွေပဲသစိမ်းတွေကသူ့ကိုဝေးကွာရာကနေစိုက်ကြည့်နေတဲ့လမ်းကြားချင်းလေးထဲမှာသူမနောက်ကိုလိုက်လာတဲ့မော်တော်ဆိုင်ကယ်တွေညဘက်မှာခြေတံတွေဒါပေမဲ့အဲ့ဒီကြောက်ရွံ့မှုကရက်တန့်ဖို့အကြောင်းပြချက်မဟုတ်ဘူးအမှန်တရားနဲ့ပိုနီးဆက်လာပြီလို့သူမခံစားရတယ်။ဒေါ်တော်ဒီနီနဲ့လန်ထရဝါတင်ဂရိုနဲ့အတူရွှေရည်ကတိုင်ကြားစာတွေကိုဆက်လက်စုဆောင်းနေတဲ့ငါကဝန်ထမ်းငယ်အနင်းဒီယာကရွှေရည်ကိုပုံမတက်ကြွစွာကူညီပံ့ပိုးပေးတယ်။သူမကတီးခြားမီဒီယာလုပ်ငန်းတွေကိုပါလျှို့ဝှက်စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ဖိတ်ခေါ်လာတယ်။တမနက်မှာရွှေရည်ကအမည်မသိအကောင့်ပိတ်ထားသောမျက်လုံးများ Meditative စီက message တစ်ခုရောက်လာတယ်။အရင်ကအတွင်းလူအဖြစ်ကူညီပေးမယ်လို့ပြောခဲ့တဲ့လျှို့ဝှက်စမ်းကြဲတဲ့လူဒီတစ်ခါ message ကကွဲပြားတယ်။သူနောက်လာယာရုတိုးတော့မယ်မတားဆီးရင်ဈေးကမင်းတို့အတွက်ပတ်စံရှာတဲ့လေကွင်းဖြစ်နေတော့မှအတွင်းပိုင်းယာရုတိုးစာရွက်စာတမ်းတွေရှာကားကုမ္ပဏီ28 ဘရာကိုဖုန်းဆက်ရွှေရည်ကအဲ့ဒီလိုအစင်းမြင့်စာရွက်စာတမ်းတွေကိုဘဲကနေရမလဲဆိုတာစဉ်းစားမရဖြစ်နေတယ်။ဒါပေမဲ့အနင်းဒီယာကအကြံတစ်ခုပေးတယ်။လွန်ခဲ့တဲ့နှစ်ကသူတို့ကူညီပေးခဲ့ဘူးတဲ့ရဲစခန်းစီမံခန့်ခွဲရေးဌာနကလျှို့ဝှက်စွာအလုပ်ထုတ်ခံရတဲ့ဝန်ထမ်းဟောင်းကိုတိုးကီဆိုတဲ့သတင်းပေးတဦးရှိတယ်။သူတို့ကရန်ကုန်မြို့စွန်ကစက်သားခောက်ဆွဲဆိုင်တစ်ဆိုင်မှာလျှို့ဝှက်တွေ့ဆုံဖို့စီစဉ်ကြတယ်။ကိုတိုးကီမျက်မှန်နဲ့အသက်လက်ပိုင်းအမျိုးသားတဦးကသတိထားပြီးရောက်လာတယ်။ဖုန်ထူနေတဲ့ပလတ်စတစ်ဖိုင်တွေထည့်ထားတဲ့အိတ်ငယ်လေးတစ်လုံးကိုကင်ထားတယ်။ကျွန်တော်ကြာမနေနိုင်ဘူး။ဒါပေမဲ့မင်းမောင်ကိုကျွန်တော်သိတယ်။အရင်ကသူကရိုးသားပြီးစူးစမ်းတဲ့ရဲတစ်ယောက်ဒါပေမဲ့သူ့ဇနီးမတော်တဆဖြစ်ပြီးလုံလောက်တဲ့ရော်ကြေးမရကလေးကသူပြောင်းလဲသွားတယ်အားလုံးကိုလမ်းပေါ်မှာဖော်ပြခဲ့တယ်။ကိုတိုးကီကအတွင်းပိုင်းဗန္နာရေးအစီရင်ခံစာမိတ္တူတစ်စောင်နဲ့အရာရှိလောင်းတွေရဲ့ယာရုတိုးစာရွက်စာတမ်းကိုပေးလိုက်တယ်။မင်းမောင်ရဲ့နာမည်ကအဲ့ဒီမှာရှင်းလင်းစွာရိုက်နှိပ်ထားတယ်။ယာရုတိုးဖို့ပြင်ဆင်နေတယ်။ဒါကအရေးကြီးတဲ့သက်သေထောက်ထားပဲ။အနင်းဒီယာကတိုးတိုးလေးပြောလိုက်တယ်။ဒါပေမဲ့သူတို့အဲ့ဒီနေရာကထွက်ခွာဖို့ပြင်ဆင်နေချိန်မှာနံပါတ်ပြားမပါတဲ့မော်တော်ဆိုင်ကယ်နှစ်စီးကအလျင်အမြန်ချင်းကပ်လာတယ်။လူတဦးကဆိုင်ကယ်ပေါ်ကဆင်းလာပြီးအနင်းဒီယာစီကအိတ်ကိုလူယူဖို့စ조사တယ်ရွှေရည်ကအစကတည်းကတိတ်ဆိတ်နေခဲ့ပေမဲ့ထိုင်ကုန်ပလတ်စတစ်ကိုအဲ့ဒီလူစီခြေထောက်နဲ့ကန်လိုက်ပြီးအတန်ကုန်အော်ဟစ်လိုက်တယ်ပတ်ဝန်းကျင်ကဒေသခံတွေရောက်လာတော့တိုက်ခိုက်သူတွေကထွက်ပြေးသွားကြတယ်အနင်းဒီယာကသူ့အိတ်ကိုခိုင်မြဲစွာစုပ်ကင်ထားတယ်ဒါကိုအမြန်ဆုံးလုံခြုံအောင်လုပ်ရမယ်သူမကတက်ပြင်းရှာရင်ပြောလိုက်တယ်အဲ့ဒီဖြစ်ရက်ပြီးနောက်ရက်တွေကပိုမိုတင်းမာလာပေမဲ့အခြေအနေကပိုပြီးအသေးချာဖြစ်လာတယ်လန်ထရဝါကာကသတင်းထုတ်ပြန်ချက်အတွက်ပြင်ဆင်နေပြီးရွှေရည်ကိုအမည်မဖော်ဘဲသတင်းရင်းမြစ်အဖြစ်ပါဝင်ဖို့တောင်းဆိုခဲ့တယ်ဒါပေမဲ့မမျှော်လင့်ပဲပြဿနာတစ်ခုပေါ်ပေါက်လာတဲ့ရက်ကွက်လေးဤရဲ့ဥက္ကဋ္ဌဦးစိုးမင်းကရွှေရည်ရဲ့အမေကိုရက်ကွက်ရုံးကိုခေါ်ယူခဲ့တယ်သူမသမီးရဲ့တန်တရားဖြစ်ဖွယ်လှုပ်ဆောင်မှုတွေဟာရက်ကွက်ရဲ့ငြိမ်းချမ်းမှုကိုပျက်စီးစေနိုင်တယ်လို့သူကစူပူချိန်မောင်းတယ်ကျွန်တော်လုံခြုံရေးဘက်ကနေသတင်းရထားတယ်ခမားသမီးကဈေးအကြောင်းရဲအကြောင်းယာရုတိုးအကြောင်းတွေမကြာခဏမေးမြန်းနေတယ်ရွှေရည်ရဲ့အမေကရှုပ်ထွေးပြီးစိုးရိမ်ပူပန်တဲ့မျက်နှာနဲ့အိမ်ပြန်လာတယ်ဒါပေမဲ့သူတော့မထွက်ဘူးသူတို့ကြောက်နေတာပဲမင်းကအရေးကြီးတဲ့အရာတစ်ခုကိုထိနေပြီဆိုတဲ့သဘောပဲသူမကဖြည်းဖြည်းလေးပြောလိုက်တယ်ဒီအတော်အတွင်းမှာတော့ရန်ကုန်မြို့မစီရဲစခန်းမှာမင်းမောင်ကစိတ်မတည်မငြိမ်ဖြစ်လာပြီးသူ့လက်အောက်ခံတဦးကသတင်းထောက်တွေကအခြားသတင်းဖိုရမ်တွေမှာရေးသားနေပြီလို့အစီရင်ခံလိုက်တယ်မင်းမောင်အကြီးအကျယ်ဒေါသထွက်သွားတယ်သူကလူမိုက်တွေကိုအောင်နိုင်ကော်ဖီဆိုင်ကကောင်လေးကိုစစ်ဆေးမေးမြန်းခိုင်းတယ်အောင်နိုင်ကိုရိုက်နှက်ပြီးဘသူကသူ့ကိုဗီဒီယိုရိုက်ခိုင်းလဲဆိုတာဝန်ခံဖို့ချိန်ချောက်တယ်ဒါပေမဲ့အောင်နိုင်ကပါဇက်ပိတ်နေတယ်မင်းသာစကားပြောရင်မင်းမိသားစုတစ်ခုလုံးဒုက္ခရောက်လိမ့်မယ်လူမိုက်တဦးကချိန်ချောက်လိုက်တယ်အောင်နိုင်ကိုရိုက်နှက်ခံရတဲ့သတင်းကရွှေရည်စီရောက်လာတော့သူမရင်ထဲမှာနာကျင်သွားတယ်ကိုအပြစ်ရှိသလိုခံစားရတယ်
အောင်နိုင်ဆေးရုံတက်နေတဲ့နေရာမှာရွှေရည်ကသူ့ဘေးကကတင်ဘေးမှာထိုင်နေတဲ့ဆယ်ကျော်သက်လေးရဲ့မျက်နှာမှာဒဏ်ရာတွေနဲ့ပြည့်နေပေမဲ့အားပြောတဲ့အပြုံးလေးကိုပြုံးပြတယ်။ကျွန်တော်ဘသူ့ကိုမှမပြောဘူး။ဒါပေမဲ့အမမရက်လိုက်ပါနဲ့သူတို့ပေးဆက်ရမှာ။ရွှေရည်ကအောင်နိုင်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားတဲ့မျက်ရည်တွေကိုမထိန်နိုင်ဘူး။အဲ့ဒီညမှာရွှေရည်ကပွင့်လင်းစာတစ်စောင်ကိုရေးသားခဲ့တယ်။သူမကနာမည်တွေနေရာတွေကိုမဖော်ပြခဲ့ဘူး။ဒါပေမဲ့သူ့ရဲ့အကြောင်းအရာကခိုင်မာတယ်။ကျမတို့ကရိုးသားတဲ့ပြည်သူတွေပါဒါပေမဲ့ကျမတို့ကမမြင်ဘူးမခံစားရဘူးမမှတ်မိဘူးလို့မဆိုလိုပါဘူး။ကျမတို့ကိုနင်းချေတဲ့သူတွေကိုကျမတို့သိတယ်။ကျမတို့တက်ကြွလာပြီ။အဲ့ဒီစာကို Lanterwarder ကတင်လိုက်ပြီးထောင်ပေါင်းများစွာရှက်ခံရတယ်။မှတ်ချက်တွေအများကြီးရောက်လာတယ်။တခြားဈေးသည်တွေအများကြီးကသူတို့ရဲ့အတွေ့အကြုံတွေကိုစတင်ပြောဆိုကြတယ်။အချို့ကအရင်ကရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့ဗီဒီယိုသက်သေတွေပါတင်ကြတယ်။အံ့ဩစရာအကောင်းဆုံး post တစ်ခုကတော့မင်းမောင်ကလွန်ခဲ့တဲ့နှစ်ကရိုက်နှက်ခဲ့တဲ့ဈေးသည်ရဲ့ဇနီးအဖြစ်ဝန်ခံထားတဲ့အကောင့်တစ်ခုကနေရောက်လာတယ်။သူမကဖြစ်စဉ်နေရာနဲ့တိကျတဲ့ရက်စွဲကိုဖော်ပြခဲ့တဲ့တိုတောင်းတဲ့ဗီဒီယိုတစ်ခုမှာမင်းမောင်ကအတော်တဦးကိုဆဲဆိုပြီးသပင်ဆွဲနေတာကိုပြသနေတယ်။အခုတော့သက်သေအထောက်အထားတွေပိုများလာပြီးဇက်ကြောင်းကပိုရှင်းလင်းလာပြီး Lanterwarder ကအမျိုးသားလူ့ခွင့်ရေးကော်မရှင် Carnetham နဲ့ရဲတပ်ဖွဲ့ကျင်းဝတ်ကောင်စီDuvenetic Power ကိုတရားဝင်တိုင်ကြားစာတင်သွင်းခဲ့တဲ့ရွှေရည်ကတော့အများပြည်သူရှေ့မှာအမည်မဖော်ပဲနေတုံးပဲဒါပေမဲ့အတွင်းမှာတော့သူ့အခန်းကဏ္ဍကပိုရေးပါလာတယ်။ဒါပေမဲ့အန်ရီကလည်းပိုနီးကပ်လာတဲ့တညနေမှာဒေါ်တော်ဒီနီရဲ့အိမ်ကိုခဲနဲ့ပစ်ခံရတယ်။ပြတင်းပေါက်တွေကွဲသွားပြီးစာရွက်တစ်စောင်လွှင့်ပစ်ခံရတယ်။မင်းတို့စကားများများပြောတယ်ရက်တန့်ဖို့ပြင်ဆင်ထားနောက်တစ်နေ့မှာရွှေရည်ကိုပိတ်ထားသောမျက်လုံးများ Medituchitap အကောင့်ကနေထပ်မံဆက်သွယ်လာတယ်ဒီတစ်ခါ message ကစကားတခွန်းတည်းပဲကျွန်တော်ကူညီဖို့အသင့်ဖြစ်နေပြီဒါပေမဲ့မင်းယုံကြည်ရမယ်မင်းမောင်ကအဓိကအမြင့်မဟုတ်ဘူးသူကပိုကြီးမားတဲ့စနစ်တစ်ခုရဲ့အကာအကွယ်ပဲအဲ့ဒီစကလုံးတွေကရွှေရည်ရဲ့ကဘာကြီးကိုတိတ်ဆိတ်သွားစေတယ်မင်းမောင်ရဲ့အထက်မှာတခြားလူတွေရှိသေးလားသူတို့ဘသူတွေလဲဘာလို့မတရားမှုကိုဒီလောက်ကြာဖြစ်ခွင့်ပေးထားတာလဲဒါပေမဲ့သူမတခုတော့တေချာတယ်သူ့ရဲ့ခြေလမ်းတွေကနောက်ဆုတ်ဖို့အတွက်ဝေးကွာလွန်းနေပြီအခုတော့သူမနဲ့အတူလမ်းလျှောက်ဖို့လူတွေပိုများလာပြီအဲ့ဒီမနက်ခင်းမှာရန်ကုန်မြို့မဈေးရဲ့မြင်ကွင်းကအနှဲငယ်ကွာခြားနေတယ်ဈေးဝယ်ဈေးရောင်းလှုပ်ရှားမှုတွေနဲ့စူညံနေစေဖြစ်ပေမဲ့လေထဲမှာတော့တင်းမာမှုတစ်ခုကလွှမ်းခြုံနေတယ်ဈေးသည်တွေကတိုးတိုးလေးပြောဆိုနေကြတယ်မင်းမောင်ကငပြောဒီမကိုစပင်ဆွဲတဲ့ဗီဒီယိုအကြောင်းဒါမှမဟုတ်ဒေါ်တော်ဒီနီရဲ့အိမ်ကိုခဲနဲ့ပြစ်ခံရတဲ့အကြောင်းတီးတိုးပြောဆိုနေကြတယ်ဘသူမှကြောက်မပြောရဲပေမဲ့တခုခုရွေလျားနေပြီဆိုတာအားလုံးသိနေကြတယ်ရွှေရည်က Lanterwarder ရဲ့လုပ်ငန်းခွင်ထဲပုံမနှဆိုင်စွာဝင်ရောက်လာတာနဲ့အမျှဥပဒေစာရွက်စာတမ်းတွေပြင်ဆင်ပုံကျင့်ဝတ်ကောင်စီနဲ့လူ့ခွင့်ရေးကော်မရှင် Carnetham ကိုအစီရင်ခံစာတင်သွင်းပုံအရေးကြီးဆုံးကတော့ထိခိုက်နစ်နာသူတွေရဲ့ပုံမြင်တွေကိုပုံမနားထောင်ပုံတွေကိုသူမတင်ယူခဲ့တယ်အစကတည်းကရွှေရည်နဲ့အတူရှိနေခဲ့တဲ့အနင်းဒီယာကတော့ကောင်မလေးရဲ့ဘဝမှာအရေးပါတဲ့ပုဂ္ဂိုလ်တဦးဖြစ်လာခဲ့တယ်သူတို့နှစ်ဦးဟာစာရွက်စာတမ်းတွေနဲ့မဟာဗျူဟာတွေကိုသာမဟုတ်ပဲစိုးရိမ်ပူပန်မှုတွေရေမောတံတွေနဲ့လမ်းဘေးကအကျော်တွေစားရင်တခါတလေပေါ့ပပရေမောတံတွေကိုပါမျှဝေခဲ့ကြတယ်။ရေစရာပဲနော်အနင်းဒီယာကတညနေမှပြောလိုက်တယ်ငါတို့ကဒေါသကြောင့်တိကျွမ်းခဲ့ကြတာဒါပေမဲ့အခုတော့ဒါကဒေါသအကြောင်းတမဟုတ်တော့ဘူးလို့ငါထင်တယ်ဒါကချစ်ချင်းမေတ္တာအကြောင်းဘသူကိုချစ်တာလဲရွှေရည်ကမေးလိုက်တယ်ခုခံကာကွယ်ဖို့အချိန်မရသေးတဲ့သူတွေကိုရွှေရည်တိတ်ဆိတ်သွားတယ်အဲ့ဒီစကလုံးတွေကသူ့ရင်ထဲနက်နက်ရှိုင်းထိုးဖောက်ဝင်ရောက်ခဲ့တယ်ဒီအတောအတွင်းမှာ Lanterwarder ရဲ့အစီရင်ခံစာနဲ့ပတ်သက်တဲ့သတင်းတွေကအဓိကမီဒီယာတွေရဲ့ရေဒါတဲကိုရောက်ရှိလာတဲ့အမျိုးသားပုဂ္ဂလိကရုပ်မြင်သံကြားလိုင်းတစ်ခုကညနေခင်းသတင်းအစီအစဉ်တစ်ခုမှာရိုးရာဈေးတွေမှာအာဏာပိုင်တွေရဲ့အကြမ်းဖက်မှုဆွဆွဲချက်ကိုဖော်ပြခဲ့တဲ့နေရာနဲ့ပုဂ္ဂိုလ်ရေးအချက်လက်တွေကိုမှုံဝါးထားပေမဲ့ရန်ကမြို့မဈေးရဲစခန်းကိုရှင်းရှင်းလင်းလင်းညွှန်ပြနေတဲ့မင်းမောင်ကသူ့ရုံးခန်းကနေကြည်နေတယ်သူ့ရဲ့မေးရိုးတွေတင်းမာနေတယ်သူအချိန်အများကြီးမရှိတော့ဘူးဆိုတာသူသိတယ်သူကသူ့လက်အောက်
ခန်းနှစ်ဦးနဲ့မဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်တဦးနက်နဲတဲ့ရဲမှုကြီးစိုးမင်းနဲ့အရေးပေါ်အစည်းအဝေးတစ်ခုလုပ်လိုက်တယ်။မင်းမတော်တော့ဘူးလားမင်းမောင်။ဦးစိုးမင်းကအတန်တိုးတိုးနဲ့ပြောလိုက်တယ်။ငါတို့ပြောပြီးသားပဲဒီဈေးကရိတ်သိမ်းစရာနေရာမင်းရဲ့ဒေါသကြောင့်ရိတ်သိမ်းမှုမပျက်စီးပါစေနဲ့။မင်းမောင်ကသူ့ကိုယ်သူခုခံဖို့ကြိုးစားတယ်။ကျွန်တော်ရှင်းရှင်းလင်းလင်းလုပ်တာပါသူတို့ကရဲရဲတင်းတင်းဖြစ်လာတဲ့ညောတွေကနေတောင်သတင်းထောက်တွေဝင်လာပြီးတော့ဦးစိုးမင်းရဲ့မျက်လုံးတွေကပြတ်သားစွာစိုက်ကြည့်လာတယ်။မင်းမိန်းကလေးငယ်လေးတဦးနဲ့လမ်းဘေးကတစ်ခုကိုမနှုတ်ပိတ်နိုင်ရင်မင်းရာထူးတိုးဖို့မထိုက်တန်ဘူး။အဲဒီညမှာဆုံးဖြတ်ချက်ချပြီးသူတို့ကရွှေရည်ကိုအကြမ်းဖက်မှုနဲ့မဟုတ်ပဲဥပဒေထောင်ချောင်းနဲ့ဖမ်းဆီးတော့မယ်။နောက်တစ်နေ့မှာရွှေရည်ကဈေးထဲကကုန်သည်အစ်စ်တဦးဖြစ်တဲ့ကိုထွန်းလို့ခေါ်တဲ့အမျိုးသားတဦးစီကဖုန်းခေါ်ဆိုမှုတစ်ခုရရှိခဲ့တယ်။သူကရဲအရာရှိတွေရဲ့ချင်းချောက်မှုကိစ္စကိုပြောပြဖို့တွေးဆောင်ခြင်းတယ်လို့ဆိုတဲ့အနင်းဒီယာကကြက်သားခောက်ဆွဲဆိုင်တစ်ဆိုင်မှာတွေးဆောင်ဖို့စီစဉ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီကိုရောက်တာနဲ့ရွှေရည်ကိုလူမိုက်ပုံစံဝတ်ထားတဲ့အမျိုးသား၃ဦးကဝိုင်းရံလိုက်တယ်။သူတို့ကလုပ်ငန်းတာဝန်ပေးစာကိုပြသပြီးရွှေရည်ကအချက်လက်မှားတွေဖြန့်ဝေပြီးပြည်သူတွေကိုလှုံ့ဆော်တယ်လို့ဆွဆွဲလိုက်တယ်။နောက်ကျမှရောက်လာတဲ့အနင်းဒီယာကတော့နံပါတ်ပြားမပါတဲ့အနက်ရောင်ကားတွေကိုရွှေရည်ကိုဆွဲခေါ်သွားတာကိုသာမြင်လိုက်ရတယ်။တုံရင်နေတဲ့အနင်းဒီယာကဒေါ်တော်ဒီနီနဲ့ရုပ်ရဲ့ရှေ့နေဦးကျော်ကိုချက်ချင်းဆက်သွယ်လိုက်တယ်။ဒါကတရားမဝင်ဖမ်းဆီးမှုလို့ကျမတို့တန်တရားရှိတယ်။ဦးကျော်ကပြောလိုက်တယ်။ကျွန်တော်ရန်ကုန်မြို့မှစီရဲစခန်းကိုအခုပဲသွားမယ်။ဒါပေမဲ့မင်းတို့စာရွက်စာတမ်းအားလုံးကိုပြင်ဆင်ထားရမယ်။သေးငယ်တဲ့စစ်ဆေးမေးမြန်းခန်းထဲမှာရွှေရည်တယောက်တည်းထိုင်နေတဲ့သူ့လက်တွေကိုကလားထိုင်မှာလက်ထိတ်ခတ်ထားတဲ့ရင်ဘက်ကကြက်တဲနေပေမဲ့သူ့မျက်လုံးတွေကတော့တည်ငြိမ်နေဖို့စ조사နေတဲ့ခန္ဓာကိုယ်ထွားကြိုင်းတဲ့အမျိုးသားတဦးဝင်လာပြီးမင်းမောင်ကနောက်ကနေလိုက်လာတယ်။မင်းကိုသူရဲကောင်းလို့ထင်နေတာလားမင်းမောင်ကနီးကပ်လာတယ်။မင်းအင်တာနက်မှာရေးတက်လို့စနစ်ကိုဖြိုချနိုင်မယ်လို့ထင်နေတာလား။ရွှေရည်ကသူ့ကိုပြတ်သားစွာစိုက်ကြည့်လိုက်တယ်။ကျမဖြိုချတာမဟုတ်ဘူးပြည်သူတွေကလုံမှာမင်းမောင်ကစပွဲကိုရိုက်လိုက်ပေမဲ့သူမကိုမထိဘူးအများပြည်သူရဲ့အာယုံဆိုင်မှုကဒီနေရာကိုရောက်နေပြီဆိုတာသူသိတယ်မကြမီမှာပဲဦးကျော်ကတရားဝင်စာနဲ့ရောက်လာတယ်သူကချက်ချင်းဝင်ရောက်ခွင့်တောင်းဆိုပြီးရွှေရည်ကိုဖမ်းဆီးတာလှုပ်ထုံးလုံနည်းချို့ယွင်းချက်ရှိတယ်ဆိုတာပြသခဲ့တယ်တရားဝင်စာမရှိဘူးမိသားစုကိုအကြောင်းကြားခြင်းမရှိဘူးဖမ်းဆီးထားတဲ့နေရာကလည်းတရားဝင်နေရာမဟုတ်ဘူးလူမှုကွန်ရက်မီဒီယာရဲ့ဖိအားနဲ့လူ့အခွင့်အရေးကော်မရှင်ခမစ်ဟမ်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုအပြီးမှာရွှေရည်ကိုအဲ့ဒီညမှာပဲနောက်ဆုံးမှာလွှတ်ပေးခဲ့တယ်လွတ်မြောက်ခဲ့ပေမဲ့သူ့ခန္ဓာကိုယ်ကမြင်မရတဲ့ထောင်ကနေအခုမှလွတ်လာသလိုခံစားရတယ်ဒါကကျမအကြောင်းတသက်မဟုတ်တော့ဘူးအိမ်ပြန်လန်းမှာသူမကအနင်းဒီယာကိုပြောလိုက်တယ်သူတို့ကကျမကိုမကြောက်ဘူးသူတို့ကကျမတို့ကိုကြောက်တာကျမတို့ပိုပြီးပွင့်လင်းရမယ်အဲ့ဒီဖြစ်ရပြီးနောက် Lancer Worker ကဈေးတရားမျှတမှုနေကကိုဖန်တီးဖို့ဆုံးဖြတ်လိုက်တယ်ထိခိုက်နစ်နာသူတွေတပ်တွေမီဒီယာနဲ့ဒေသခံခေါင်းဆောင်တွေတွေ့ဆုံပြီးစကားပြောဆိုဖို့ပွင့်လင်းတဲ့ဖိုရမ်တစ်ခုအဲ့ဒီဖိုရမ်ကိုရက်ကွက်9ရဲ့ရက်ကွက်ရုံးမှာဓာတ်ရိုက်ကျင်းပပြီးအင်တာနက်ကနေလည်းဓာတ်ရိုက်ထုတ်လွှင့်ခဲ့တယ်အဲ့ဒီနေ့မှာမမျှော်လင့်ပဲအရာများစွာဖြစ်ပျက်ခဲ့တယ်အဲ့ဒီထဲကတစ်ခုကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဈေးလုံခြုံရေးမှုဟောင်းအဖြစ်ဝန်ခံထားတဲ့အဖိုးအိုတဦးရဲ့ရောက်ရှိလာမှုပဲဒီစနစ်ကပုံနေတယ်ဆိုတာကျွန်တော်သိတယ်ဒါပေမဲ့အရင်ကဘယ်သူမှမပြောရဲဘူးအခုမင်းတို့ကရဲရင်နေကျွန်တော်ထောက်ခံတယ်ပြီးတော့ရိုးရှင်းတဲ့အာမလက်ကွန်ချောဝတ်ထားတဲ့အမျိုးသမီးငယ်တဦးလည်းပါဝင်ခဲ့တယ်သူမရဲ့အမေဟာဈေးရောင်းစဉ်အရာရှိတွေရဲ့ချင်းချောက်မှုကြောင့်စိတ်တန်ရာရပြီးတေဆုံးခဲ့ရပုံကိုပြောပြတယ်ကျမအမေကကျမမတိတ်ဆိတ်ဘူးဆိုတာကိုသိစေချင်တယ်အဲ့ဒီဖိုရမ်မှာငိုကြွေးတန်တွေရင်မောတန်တွေနဲ့ဒေါသတွေရောနှောနေတယ်ဒါပေမဲ့အားလုံးရဲ့နောက်ွယ်မှာအတန်ရဲ့စွမ်းအားရှိတယ်ဖိုရမ်အဆုံးမှာရွှေရည်ရှေ့ကိုထွက်လာတယ်သူမကမျက်နှာဖုံးဒါမှမဟုတ်မျက်နှာဖုံးမဝတ်တော့ဘူးကျမနာမည်ရွှေရည်ပါကျမကဘသူမှမဟုတ်ပါဘူးဒါပေမဲ့ကျမကဂုံတိတ်ခါရှိစွာနေထိုင်ခြင်းနဲ့ဈေးတင်ငယ်တဦးရဲ့သမီးပါကျမဒီမှာစင်ပေါ်တက်ဖို့လာတာမဟုတ်ပါဘူး
ကျမတို့အားလုံးမှာအတန်ရှိတယ်ဆိုတာပြောဖို့လာတာပါဒီနေ့ကျမတို့စကားပြောစပြုပြီးလက်ခုပ်တံတွေဟိန်ထွက်လာတဲ့လွတ်လပ်တဲ့သတင်းထောက်တွေရဲ့ကင်မရာတွေကမှတ်တမ်းတင်နေတဲ့ဓာတ်ရိုက်ထုတ်လွှင့်မှုကကြည့်ရှုသူထောင်ပေါင်းများစွာကိုထိမိစေခဲ့တယ်ဒါပေမဲ့မြို့ရဲ့တခြားထောင်မှာမင်းမောင်ကကားထဲကနေဖန်သားပြင်ငယ်လေးကနေအဲ့ဒီထုတ်လွှင့်မှုကိုကြည့်နေတဲ့သူ့မျက်နှာကမှောင်မိုက်နေတဲ့သူတယောက်ယောက်စီကနေဖုံးလက်ခံရရှိခဲ့တယ်ရှင်းလင်းဖို့အချိန်တန်ပြီးအဲ့ဒီပိတ်ထားတဲ့မျက်လုံးများ Meta-Twitter အကောင့်ပိုင်ရှင်ပါအပါအဝင်ဟိုဘက်ကနေအတန်ကပြောလိုက်တယ်မင်းမောင်ကအေးဆက်ဆက်ပြန်ဖြေတယ်သူဘယ်မှာနေလဲကျွန်တော်သိတယ်ရွှေရီကတော့အပြောင်းလဲရဲ့မိတော့ကိုအခုမှမီးညှိလိုက်တယ်လို့ခံစားရတယ်ရန်သူကမင်းမောင်တယောက်တည်းမဟုတ်တော့ပဲမမြင်ရတဲ့စနစ်တစ်ခုလုံးဖြစ်ပြီးတိတ်ဆိတ်စွာလှုပ်ရှားနေတယ်ဆိုတာသူမှမသိခဲ့ဘူးညသည်ပုံမှန်ထက်ပိုအေးဆက်နေသည်ရွှေရည်သည်သူမ၏အိမ်ငယ်လေး၏ဧကန်းတွင်ဂျင်းလက်ဖက်ရည်ကိုဖြော်ရင်းဈေးတရားမျှတမှုဖိုရန်ပြီးနောက်ပင်ပန်းနွမ်းနယ်မှုကိုပြေပြောက်စေရန်စ조사နေသည်အပြင်ဘက်တွင်ကြည်ကန်တန်များပြန့်လွင့်နေတော်လဲခြေတန်းနှီးကွေးစွာလှမ်းနေသူတဦး၏ထူးဆန်းသောအတန်ကိုရွှေရည်ကြားလိုက်ရသည်ရွှေရည်လှည့်ကြည့်လိုက်တော်လဲဘာမှမတွေ့မကြမီတွင်တကားခောက်တန်တဲ့တဲ့ကြားလိုက်ရသည်သူမသတိထားစွာမတက်ရက်ကဖုံးကိုကောက်ယူပြီးတကားစီဖြည်းဖြည်းလေးလျှောက်သွားသည်ဘသူလဲသူမမေးလိုက်သည်အဖြေမရသူမတကားကိုအနှဲငယ်ဖွင့်လိုက်သောအခါကြီးမားသောအညိုရောင်စာအိတ်တအိတ်လျှော့ကျလာသည်နာမည်မပါပေးဖို့သူမပါညာဘက်အောက်ထောင်တွင်တတိရှိသူအတွက်ဟူသောစာတိုလေးသာရေးထားသည်အနှဲငယ်တုံရင်နေသောလက်များဖြင့်ရွှေရည်ဖွင့်ကြည့်လိုက်သည့်အတွင်းတွင်မိတ္တူကူးထားသောစာရွက်စာတမ်းများရောင်စုံဓာတ်ပုံအချို့နှင့်လက်စပီဒရိုက်တစ်ခုပါဝင်သည်သူမဖြည်းဖြည်းလေးဖတ်ကြည့်လိုက်သည်နာမည်တစ်ခုသည်ထက်ခါတလဲလဲပေါ်လာသည်မင်းမောင်တို့သောအံ့ဩစရာမှာထိုနာမည်တစ်ခုတည်းမဟုတ်တရားမဝင်ငွေလွှဲပြောင်းမှုစာရွက်အစာရန်များလျှို့ဝှက်အမိန့်စာများမင်းမောင်နှင့်အခြားနာမည်များရဲမှုကြီးစိုးမင်းနှင့်ဗဟိုမှအရာရှိတဦးတို့ကြားအယောင်းဝယ်မှတ်တမ်းများပါဝင်သည်ရွှေရည်ဤခန္ဓာကိုယ်တုံရင်သွားသည်ဒါကဈေးသည်များအားနှိပ်စက်ခြင်းသို့မဟုတ်ဈေးထဲတွင်ချင်းချောက်ခြင်းတသက်မဟုတ်တော့ယင်းသည်ပုံမနှဆိုင်သောနယ်ပယ်သို့ရောက်ရှိနေပြီးစနစ်တစ်ခုလုံးဤကွန်ရက်သူမချက်ချင်းအနင်းဒီယာကိုဆက်သွယ်လိုက်သည်အနင်းမင်းအခုလာရမယ်မိနစ်အနည်းငယ်ကြာပြီးနောက်အနင်းဒီယာသည်ဦးကျော်ငယ်ရှိနေနှင့်အတူရောက်လာသည်သူတို့သုံးဦးသည်လပ်တော့တွင် USB drive မှအကြောင်းအရာများကိုစစ်ဆေးကြည့်ရှုကြသည်ဗီဒီယိုဖိုင်များတွင်ရဲစခန်းရုံးခန်းရှိလျှို့ဝှက်ကင်မရာမှတ်တမ်းများပါဝင်သည်မင်းမောင်သည်သူ့လက်အောက်ခံနှစ်ဦးအားငွေများခွဲဝေပေးနေသည်ကိုတွေ့ရသည်ဒီလိုမျိုးပုံတွေကိုဘသူကရိုက်ရဲတာလဲအနင်းဒီယာကတိုးတိုးလေးမေးလိုက်သည်အတွင်းလူသတင်းပေးဖြစ်နိုင်တဲ့ဦးကျော်ကဖြေတော်လဲဒါပေမဲ့ဘသူပဲဖြစ်ဖြစ်အနေရရှိနေပြီရွှေရည်တိတ်ဆိတ်သွားသည်ငါတို့လည်းပဲနောက်ရက်တွေကအရေးအောက်မှာကုံဆုံးသွားတယ်ရွှေရည်ရဲ့အိမ်ကိုသူစိမ်းတွေကစောင့်ကြည့်နေတယ်သူ့ဆိုင်ကယ်ကိုနှစ်ကြိမ်ဖျက်ဆီးခံရတယ်လန်ထရိုဝါကရဲ့စေတနာဝန်ထမ်းတဦးတောင်မှလမ်းကြားချင်းလေးထဲမှာမတိတဲ့ကားတစ်စီးနဲ့တိုက်ခံရတယ်ဒါပေမဲ့သူတို့မဆုတ်ခွာဘူးအနင်းဒီယာနဲ့ရွှေရည်ကဒီတွေးရှိချက်တွေကိုလူသိရှင်ကြားထုတ်ဖော်ဖို့စီစဉ်ကြတယ်ဒါပေမဲ့ပေါ်ပေါ်ဆာဆာတော့မဟုတ်ဘူးသူတို့ကမှားယွင်းတဲ့ခြေလန်းလန်းမိရင်စကားပြောဖို့အချိန်မရခင်မှာအားလုံးကိုနှုတ်ပိတ်ခံရလိမ့်မယ်ဆိုတာသိတယ်သူတို့ကလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးမီဒီယာတစ်ခုမှာရေးသားနေတဲ့သတင်းစာဆရာကြီးဦးကျော်စိန်ကိုဆက်သွယ်လိုက်တဲ့ဦးကျော်စိန်ဟာအရာရှိတွေရဲ့ကိစ္စတွေကိုအရင်ကဖော်ထုတ်ဖူးပြီးခိုင်မာတဲ့မှတ်တမ်းရှိတဲ့မနက်ခင်းတရက်စက်သားခောက်ဆွဲဆိုင်မှာတွေ့ဆုံချိန်မှာဦးကျော်စိန်ကဝင်မပြောဘဲနားထောင်နေတယ်တခါတလေမှတ်စုချတခါတလေခေါင်းငိမ့်နေဒါကကြီးမားတယ်သူကပြောလိုက်တယ်ငါတို့ထုတ်ဖော်လိုက်ရင်မင်းမောင်အတွက်တင်မဟုတ်ဘူးမြေရောက်ထိပါတက်ရောက်နိုင်တယ်ငါတို့ပါပျောက်ကွယ်သွားနိုင်တယ်ရွှေရီကပြောလိုက်တယ်ဦးကျော်စိန်ကပါဇက်ဟာပြီးပြုံးလိုက်တယ်အဲ့ဒါကြောင့်သတိထားရမယ်ငါတို့မှာအားပေးကူညီမှုအများကြီးလိုတဲ့ပြည်သူတွေစီကပါအပါဝင်ပူးပေါင်းမဟာဗျူဟာနဲ့သူတို့ကအချက်လက်အချို့ကိုပိတ်ထားတဲ့မျက်လုံးများ Meta-Twitter အမည်နဲ့ social media အကောင့်အသစ်ကနေပေါက်ကြားအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အဲ့ဒီမှာသူတို့ကဗီဒီယိုအတူအစတွေစာရွက်စာတမ်း screenshot တွေနဲ့ထိခိုက်နစ်နာသူတွေရဲ့နာမည်မဖော်ပဲပုံမြင်တွေကိုတင်ဆက်လာတဲ့ပိတ်ထားတဲ့မျက်လုံးများ Meta-Twitter hashtag ဟာလူပြောများလာတဲ့2ရက်အတွင်းမှာပဲအဲ့ဒီအကောင့်က follower 3သိန်းရရှိခဲ့တယ်
မျိုးသားမီဒီယာတွေကဒီအကောင့်နောက်ွယ်ကဘသူတွေလဲဆိုတာစတင်မေးမြန်းလာတယ်။ဒါပေမဲ့တခြားတစ်ဖက်မှာတော့ဖိအားတွေကပိုပြင်းထန်လာတယ်။တညနေမှာရွှေရည်ရဲ့အိမ်မီးပြတ်သွားတယ်။အဲ့ဒီညကအိမ်မှာတိုက်ဆိုင်တဲခိုနေတဲ့အနင်းဒီယာကမီးဖိုချောင်ကနေဖန်ကွဲတံကြားလိုက်ရတယ်။သူတို့ကထမင်းစားပွဲအောက်မှာအမြန်ပုံအောင်လိုက်ကြတယ်။မိနစ်အနည်းငယ်ကြာတော့မော်တော်ဆိုင်ကယ်တံတွေအမြန်ထွက်ခွာသွားတာကိုကြားလိုက်ရတယ်။သူတို့ကစာရွက်ကတ်ထားတဲ့ကြောက်တုံးကြီးတုံးကိုတွေးလိုက်ရတယ်။တိတ်ဆိတ်နေဒါမှမဟုတ်မင်းတို့နောက်တက်လက်ကြောက်ရွံ့နေပေမဲ့သူတို့နှစ်ဦးစလုံးကနောက်ဆုတ်ဖို့အတွက်ဝေးကွာလွန်းနေပြီဆိုတာသိတယ်။နောက်မနက်မှာသူတို့ကတက်တေခံနဲ့တားကောင်ကာကွယ်ရေးအေဂျင်စီ OPS ကိုဆက်သွယ်လိုက်တဲ့ရွှေရည်ကအကန့်အသတ်နဲ့ကာကွယ်မှုရရှိခဲ့တယ်။ဒီအတောအတွင်းမှာဦးကျော်စိန်ကရန်ကုန်မြို့မှဈေးစာအုပ်နဲ့လို့နာမည်ပေးထားတဲ့ပေါက်ကြားလာတဲ့စာရွက်စာတမ်းတွေနဲ့ပတ်သက်တဲ့သတင်းတွေကလူပြောများလာတယ်။ဦးကျော်စိန်ဟာအွန်လိုင်းသတင်းပလက်ဖော်မှာတင်ထားတဲ့ရှည်လျားတဲ့အစီရင်ခံစာတစ်စောင်ကိုရေးသားခဲ့တယ်။သူကဒီကွန်ရက်ကိုနှစ်ပေါင်းများစွာရန်ကုန်မြို့မှဈေးမှာတရားမဝင်လမ်းကြောင်းကနေရိုးသားတဲ့ပြည်သူတွေရဲ့ငွေတွေကိုစုပ်ယူနေတဲ့နိုင်ငံပိုင်ကြွက်များလို့ဖော်ပြခဲ့တယ်။အခြေအနေကပြောင်းလဲလာတယ်။အရင်ကကြောက်ရွံ့ခဲ့တဲ့ဈေးသည်တွေကအခုစကားပြောလာကြတယ်။ဒေါ်တော်ဒီနီတောင်မှရေဒီယိုအတိုက်အဝန်းမှာသူကြုံတွေ့ခဲ့ရတာတွေကိုပြောပြဖို့ရဲဝံ့ထွက်လာတယ်။နောက်ပြီးတော့တခြားတော်ကြီးတွေတက်ဆီဒရိုင်ဘာတွေနဲ့ဆိုင်လုံခြုံရေးတွေပါလိုက်ပါလာတယ်။အဲ့ဒီကောင်မလေးသာရဲရင်စွာတော်လန်ရဲရင်အသက်ကြီးပြီဖြစ်တဲ့ငါတို့ဘာလို့တိတ်ဆိတ်နေမှလဲဒေါ်တော်ဒီနီကသူ့ရဲ့ရေဒီယိုအစီအစဉ်မှာပြောလိုက်တယ်။ဒါပေမဲ့အရာအလုံးကချောမွေ့မဖြစ်ခဲ့ဘူး။ထောင်ဆိုးရောက်နေတဲ့မင်းမောင်ကနောက်ဆုံးနီးလန်းကိုစတင်လှုပ်ရှားခဲ့တဲ့လန်ထရဝါတာကိုပြန်လည်စုံစမ်းစစ်ဆေးဖို့ဒေသခံရှေ့နေတဦးကိုလက်ထိုးခဲ့တယ်။သူတို့ကိုနိုင်ငံတော်အာဏာပိုင်တွေကိုမုန်းတီးမှုဖြန့်ဝေတယ်လို့ဆွဆွဲခဲ့တယ်။ဦးကျော်စိန်ကချက်ချင်းသတင်းစာရှင်းလင်းပွဲလုပ်ဖို့အကြံပြုခဲ့တယ်။ဒီတစ်ကြိမ်မှာရွှေရည်ကကင်မရာရှေ့မှာတုံရင်နေတဲ့အတန်နဲ့ခိုင်မာစွာပြောဆိုခဲ့တယ်။ကျမသိပါတယ်။ဒါကခက်ခဲပါတယ်။ကျမကအရေးကြီးတဲ့သူမဟုတ်ပါဘူး။ဒါပေမဲ့ကျမမြင်တာကိုကျမသိပါတယ်။ကျမတိတ်ဆိတ်နေမှာမဟုတ်ပါဘူး။အမှန်တရားကိုပြောဆိုတာကိုမုန်းတီးမှုဖြန့်ဝေတယ်လို့ခေါ်ရင်ကျမတို့မှားယွင်းတဲ့နေရာမှာနေထိုင်နေကြတာ။အဲ့ဒီမိန်ကွန်းအပိုင်းအစကအလျင်အမြန်ပြန့်နှံ့သွားခဲ့တယ်။အမှုပညာရှင်တွေကနေစပြီးဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့တရားသူကြီးဟောင်းတွေအထိလူသိများတဲ့ပုဂ္ဂိုလ်များစွာကပြန်လည်ရှော့ခဲ့ကြတဲ့ရွှေရည်နဲ့အတူ Brussamarania #ဟာ3ရက်ကြာ trending ဖြစ်နေခဲ့တယ်။ကန့်လန့်ကာနောက်ွယ်မှာဖိအားတွေကတရားဝင်အဖွဲ့အစည်းတွေကိုရောက်ရှိလာတဲ့အမျိုးသားရေးကော်မရှင် Compounders ကမင်းမောင်ကိုစတင်ခေါ်ယူစစ်ဆေးတဲ့အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကသူ့ပိုင်ဆိုင်မှုတွေကိုစတင်စောင့်ကြည့်နေတဲ့အံ့ဩစရာကောင်းတာကဒေတာရင်းမဲဆန္ဒနယ်ကလွှတ်တော်အမတ်တဦးကဒီလှုပ်ရှားမှုကိုနိုင်ငံရေးအရထောက်ခံဖို့ဦးကျော်စိန်ကိုတိတ်လေးဆက်သွယ်ခဲ့တယ်။ဒါပေမဲ့မုံတိုင်းတိမ်တွေစုလာသလိုပုံမမှောင်မိုက်တဲ့အရာတစ်ခုကနီးကပ်လာနေပြီးတညနေမှာဦးကျော်စိန်ကသူ့အိမ်တကားအောက်ကနေစာတစ်စောင်လက်ခံရရှိခဲ့တဲ့စာမှာစကားတစ်ခွန်းလေးပဲပါဝင်နေကျမတို့ကရွှေရည်ဘသူဆိုတာအမှန်အတိုင်းသိတယ်။သူကအဲ့ဒီစာကိုရွှေရည်ကိုပြသတဲ့အခါကောင်မလေးကတက်ပြင်းရှည်ကြီးချလိုက်တယ်။သူတို့ကတူးဆွနေပြီဖြစ်နိုင်တာကအဖေเจ้าသူတို့တည်သွားပြီ။ဦးကျော်နဲ့အနင်းဒီယာတို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်။ရွှေရည်ရဲ့မိသားစုနောက်ခံအကြောင်းဘသူမှတစ်ခါမှမမေးဘူး။သူမကအမြဲတမ်းဈေးတယ်တူရဲ့တမီတက်ပဲလို့ပြောခဲ့တယ်။ဒါပေမဲ့အခုတော့တခုခုပိုရှိပုံရတယ်။ကဲတင်ရှင်လည်းဖြစ်နိုင်တယ်လို့သေစေနိုင်တဲ့အားနည်းချက်လည်းဖြစ်နိုင်တဲ့အရာတစ်ခု။နေမင်းကမျိုးစုံကသူ့တန်ငယ်လေးမှာရှိတဲ့အုတ်ကူဟောင်းရှိမှာရွှေရည်မတက်ရက်နေတော့အပြည့်အဝမထွက်သေးဘူး။မိမိန်စာပြုနေပြီဖြစ်တဲ့ကြောက်တိုင်မှာဒုတိယဗိုလ်မှူးကြီးဖုံဟန်တိုသူမရဲ့ဖခင်ရဲ့နာမည်ကိုရေးထွင်းထားတဲ့အနင်းဒီယာကနောက်မှာတိတ်ဆိတ်စွာရက်နေတဲ့မနက်ခင်းလေကလေးလံနေတဲ့ရွှေရည်ကအဖြူရောင်စံပယ်ပန်းတွေကိုတင်ပြီးအုတ်တိုင်ကိုကြာမြင့်စွာတိတ်ဆိတ်စွာကြည့်နေတယ်။သူကဈေးတွေမဟုတ်ဘူး။သူမကတိုးလေးပြောလိုက်တယ်။ကျမအဖေကတက်မတော်ရဲ့အတွင်းပိုင်းစောင့်ကြည့်ရေးဌာနမှာတာဝန်ထမ်းဆောင်ခဲ့တယ်။ဒါပေမဲ့သူကအရာရှိတချို့နဲ့ရဲတွေကြားကမှောင်ခိုကွန်ရက်တစ်ခုမှာပူးပေါင်းလှုပ်ဆောင်မှုတွေကိုဖော်ထုတ်လိုက်တဲ့အခါသူပျောက်ကွယ်သွားတယ်။အနင်းဒီယာတိတ်ဆိတ်သွားတယ်။
သူကလျှို့ဝှက်စစ်စင်ရေးမှာကြာဆုံးသွားတယ်လို့ပဲကျမတို့ကိုပြောခဲ့တယ်။ဒါပေမဲ့အမေကသူနှုတ်ပိတ်ခံရတာလို့သိတယ်။အဲ့ဒီကလေးကကျမတို့မိသားစုကနေရာပြောင်းရွှေ့နေထိုင်ခဲ့ကြပြီးနောက်ဆုံးတော့ကျမနဲ့အမေကရန်ကုန်မြို့မဈေးမှာအခြေချနေထိုင်ခဲ့ကြတယ်။ရွှေရည်ကအနင်းဒီယာကိုလှည့်ကြည့်လိုက်တယ်။အဲ့ဒါကြောင့်ပဲကျမမတရားမှုကိုမြင်တဲ့အခါတိတ်ဆိတ်မနေနိုင်တာဒီစနစ်ကြောင့်ကျမလူတစ်ယောက်ကိုဆုံးရှုံးခဲ့ဘူးလို့အဲ့ဒီနေ့ကအချိုးအကွေးတစ်ခုဖြစ်လာခဲ့တယ်။ရွှေရည်ရဲ့အတိတ်အကြောင်းသတင်းတွေစတင်ပြန့်နှံ့လာတယ်။အချို့ကသူ့ရဲ့ရိုးသားမှုကိုတန်တရားဝင်ကြတယ်။အစီအစဉ်ရှိတဲ့စစ်သားသမီးတဦးလို့ခေါ်ဆိုကြတယ်။ဒါပေမဲ့ပိုများတဲ့သူတွေကတော့သူ့ရဲ့ရဲရင့်မှုဟာအာဏာကြောင့်မဟုတ်ပဲနှစ်ပေါင်းများစွာကဒဏ်ရာတွေကြောင့်ဆိုတာကိုနားလည်ပြီးထောက်ခံကြတယ်။ဒီအတောအတွင်းမှာမင်းမောင်နဲ့ဦးစိုးမင်းအပေါ်ဖိအားတွေဆက်လက်တိုးလာတဲ့အမျိုးသားရေးကော်မရှင် Components ကအတွင်းပိုင်းမှတ်တမ်းတွေကိုပြန်လည်စုံစမ်းစစ်ဆေးလာတဲ့အရင်ကပိတ်ထားခဲ့တဲ့ဒါမှမဟုတ်သက်သေအထောက်အထားမလုံလောက်ဘူးလို့ကြေညာထားတဲ့အစီရင်ခံစာတွေပြန်လည်ဖွင့်လှစ်လာတဲ့ဒါပေမဲ့မင်းမောင်ကတိတ်ဆိတ်မနေဘူးတညနေရွှေရည်ကရက်ွက်ရုံမှာဈေးသည်တွေအတွက်ဥပဒေရေးရာစာတက်မြောက်မှုတင်နန်းကိုကူညီနေစဉ်အပြင်ဘက်ကနေစူညံတန်တွေကြားလိုက်ရတယ်မသိတဲ့အမျိုးသားတဦးကအတင်းဝင်လာပြီးရွှေရည်ရဲ့လက်ကိုဆွဲပြီးလူအများရှေ့မှာစူပူကျိမ်းမောင်းလိုက်တယ်။မင်းအဖေနဲ့ပေါင်းပြီးနာမည်ကြီးအောင်လုပ်ရဲတယ်။မင်းလိုတထေးသမီးကကိုတီးတင်တယ်။အခြေအနေကတင်းမာလာတယ်။ဒါပေမဲ့ဘသူမှတုံ့ပြန်ဖို့အချိန်မရခင်မှာအရင်ကကြားနေခဲ့တဲ့ရက်ကွက်ဥက္ကဋ္ဌဦးစောမင်းကရွှေရည်ရှေ့မှာမတ်တက်ရက်လိုက်တယ်။ဒီကလေးကိုမင်းမထီနဲ့သူကဒီမျိုးကအရာရှိအားလုံးထက်ပိုလှုပ်ဆောင်ခဲ့ပြီးသူကကျေလောင်စွာပြောလိုက်တယ်။ဈေးသူဈေးသားတွေလည်းမတက်ရက်လာတယ်။ဘသူမှအဲ့ဒီလူကိုထက်နီးခွင့်မပေးတော့ဘူး။နောက်ဆုံးတော့သူထွက်ပြေးသွားတယ်။ဒါကအလွန်အားကောင်းတဲ့အချိန်အခါတစ်ခုဖြစ်ခဲ့တယ်။ရွှေရည်ဟာအ ਨੇ စုရဲ့အတန်မဟုတ်တော့ဘူး။သူမဟာသတိထားပြီးနှုတ်ပိတ်မခံကျင်တော့တဲ့ပြည်သူတွေရဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့တယ်။အနင်းဒီယာနဲ့ဦးကျော်တို့ကနောက်ထပ်အရေးကြီးတဲ့ခြေလှမ်းတစ်ခုကိုစတင်ခဲ့တဲ့ရန်ကုန်မြို့မဈေးတန်ရှင်းရေးမဟာမိတ် Collectives ကိုဖွဲ့စည်းခဲ့တယ်။အဲ့ဒီဒေသမှာအာဏာအလွဲသုံးစားမှုကိစ္စတွေကိုစုံစမ်းစစ်ဆေးဖို့ပြည်သူတွေလှုပ်ရှားသူတွေနဲ့သတင်းထောက်တွေပူးပေါင်းထားတဲ့မဟာမိတ်အဖွဲ့အစည်းတစ်ခုတစ်ပတ်အတွင်းမှာဒီမဟာမိတ်အဖွဲ့ဟာပြည်သူ9,300ကျော်ရဲ့လက်မှတ်တွေကိုစုဆောင်းနိုင်ခဲ့ပြီးရဲချုပ်နဲ့လွှတ်တော်ကော်မတီ3ကိုပွင့်လင်းစာတစ်စောင်ပေးပို့ခဲ့တယ်။ဒီမဟာမိတ်အဖွဲ့ရဲ့ပထမဆုံးသတင်းထုတ်ပြန်ချက်ကိုဆိုရှယ်မီဒီယာ channel မျိုးကနေတိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်။ဒီတစ်ချိန်မှာရွှေရည်တယောက်တည်းပြောတာမဟုတ်တော့ဘူး။ဒေါ်တော်ဒီနီဦးစောမင်းဦးကျော်စိန်တို့ပါပြောဆိုခဲ့ကြတယ်။သူတို့ကဈေးအကြောင်းဒါမှမဟုတ်လက်စားမှုအကြောင်းတက်ပြောတာမဟုတ်ဘူး။နှစ်ပေါင်းများစွာနင်းချေခံခဲ့ရတဲ့ရိုးသားတဲ့ပြည်သူတွေရဲ့ဂုဏ်သိက္ခာအကြောင်းပြောခဲ့ကြတယ်။မကြာမီမှာပဲဝမ်းသာစရာသတင်းရောက်လာတဲ့ရဲဌာနချုပ်စစ်ဆေးရေးနှင့်စောင့်ကြည့်ရေးအဖွဲ့ Inspector Pingozanama Mabes Pori ကမင်းမောင်နဲ့ဦးစိုးမင်းကိုစစ်ဆေးဖို့ခေါ်ယူခဲ့တဲ့ဒီဒေသမှာအရင်ကတခါမှမဖြစ်ခဲ့ဘူးတဲ့ခြေလမ်းတစ်ရက်ပဲဒါပေမဲ့မျှော်လင့်ချက်ပေါ်ပေါက်လာချိန်မှာပဲရိုက်နှက်မှုရောက်လာတယ်။အနင်းဒီယာအဖမ်းခံရတယ်။သူမကညဘက်ဥပဒေအကူအညီရုံးကနေအိမ်ပြန်ချိန်မှာနောက်ဆုံးမြင်တွေ့ခဲ့ရတာဒီကင်မရာမှာမျက်နှာဖုံးစွပ်အမျိုးသား2ဦးကသူ့ကိုနံပါတ်ပြားမပါတဲ့အနက်ရောင်ကားထဲဆွဲခေါ်သွားတဲ့အရေးကိုမှတ်တမ်းတင်ထားတယ်။ရွှေကြေကွဲမလို့ဖြစ်သွားတယ်။ဒါပေမဲ့စိုးရိမ်ထိတ်လန့်နေတာကအနင်းဒီယာကိုကယ်တင်နိုင်မှာမဟုတ်ဘူးဆိုတာသူမသိတယ်။သူမကမီဒီယာလှုပ်ရှားသူတွေနဲ့အရင်ကထောက်ခံမှုပေးမှုတဲ့လွှတ်တော်အမတ်တွေရဲ့အဆက်အသွယ်အားလုံးကိုချက်ချင်းဆက်သွယ်ခဲ့တယ်။12နာရီအတွင်းမှာအနင်းဒီယာကိုရှာပါ Carry in India hashtag က trending ဖြစ်လာတဲ့လှုပ်ရှားသူကွန်ရက်တွေကတပြိုင်တည်းရှာဖွေမှုတွေလုပ်ခဲ့ကြတယ်။ရဲဌာနချုပ်ရှိမှာငြိမ်းချမ်းစွာဆန္ဒပြပွဲတွေတောင်လုပ်ခဲ့ကြတယ်။ရွှေရည်ကအရေးပေါ်သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့တယ်။အေးရေးပြက်လို့သူ့အတန်ကကျဲနေတယ်။အမှန်တရားကိုပြောဆိုတာကြောင့်လူတဦးကိုပြန်ပေးဆွဲနိုင်ရင်ဒီတိုင်းပြည်ကကိုကျင့်တရားအကျက်တဲဖြစ်နေပြီးကျမတို့ရက်မှာမဟုတ်ဘူး။နောက်တစ်နေ့မှာအနင်းဒီယာရဲ့ခန္ဓာကိုယ်ကိုမြို့စွန်ကအိမ်လွတ်တစ်လုံးမှာတွေ့ရှိခဲ့ရတယ်။သူမအသက်ရှင်နေသေးတယ်။ဒါပေမဲ့ဒဏ်ရာတွေနဲ့ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေနဲ့ပဲရွှေရည်ကသူ့ကိုသွားတွေ့တဲ့အခါအနင်းဒီယာကတိုးတိုးလေးပြောလိုက်တယ်။ သူ
သူတို့ကစာရွက်စာတမ်းတွေဘသူပေးတာလဲသိကျင်တယ်ဒါပေမဲ့ကျမမပြောခဲ့ဘူး။သူမကရွှေရည်ရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားတယ်။သူတို့ကရွှေရည်တိတ်ဆိတ်ရမယ်မဟုတ်ရင်မင်းနောက်တလှည့်လို့ပြောတယ်။ရွှေရည်ကဆေးရုံအခန်းထောင်မှာကြာမြင့်စွာတိတ်ဆိတ်နေခဲ့တယ်။သူ့စိတ်ထဲမှာအဖေအကြောင်းအနင်းဒီယာအကြောင်းဒေါ်တော်ဒီနီအကြောင်းနဲ့အခုတော့ခေါင်းကိုမော့ပြီးရက်နေတဲ့ဈေးသူဈေးသားရာပေါင်းများစွာအကြောင်းတွေအားလုံးရောထွေးနေတယ်။သူမနောက်ဆုတ်လို့မရဘူး။အဲဒီညမှာသူမကလူအများရှေ့ကြေညာချက်တစ်ခုရေးသားပြီးပိတ်ထားတဲ့မျက်လုံးများ Meditative အကောင့်မှာဗီဒီယိုတစ်ခုတင်လိုက်တယ်။ကျမရွှေရည်ဟန်တို့နောက်ဆုတ်မှာမဟုတ်ဘူး။ကျမဘယ်သူမှမဟုတ်ပါဘူး။ဒါပေမဲ့ကျမအရာတစ်ခုကိုယုံကြည်တယ်။ကျမတို့အားလုံးကြောက်ရွံ့နေရင်သူတို့နိုင်ရမှာပဲ။ဒါပေမဲ့တယောက်တည်းရဲရင်အဲ့ဒီရဲရင်မှုကပြန့်နှံ့သွားလိမ့်မယ်။ကျမမကြောက်တော့ဘူး။အဲ့ဒီဗီဒီယိုကို24နာရီအတွင်းလူပေါင်းတန်းနဲ့ချီကြည့်ရှုခဲ့ကြတယ်။ရဲချုပ်ဟောင်းအကြီးတန်းအမှုပညာရှင်နဲ့ထင်ရှားကျော်ကြားတဲ့ပညာရှင်တွေလိုအမျိုးသားအဆင့်ပုဂ္ဂိုလ်တချို့တောင်ပြန်လဲရှယ်ပြီးပွင့်လင်းစွာထောက်ခံကြောင်းကြေညာခဲ့ကြတယ်။သူတို့ကဒါကိုရွှေရည်အကျိုးသက်ရောက်မှု Renania Fact လို့ခေါ်ခဲ့ကြတယ်။ရန်ကုန်မြို့မဈေးမှာမနက်ခင်းကောင်းကင်ကပုံမှန်ထက်ပိုမိုတာယာနေပေမဲ့စိတ်ထဲမှာတော့မုန်တိုင်းတွေဆက်လက်တိုက်ခတ်နေတုန်းပဲအနင်းဒီယာကတော့ဆေးရုံမှာစေကူးတောက်မှုခံယူနေတုန်းပဲစေတနာဝန်ထမ်းတွေနဲ့ထောက်ခံသူတွေကအလှည့်ကျဆုံးရှုံးပေးနေကြတယ်အပြင်ဘက်မှာရွှေရည်အကျိုးသက်ရောက်မှုကဆက်လက်ကြီးထွားလာတဲ့ရွှေရည်ရဲ့ကြေညာချက်ဗီဒီယိုကိုကြည့်ရှုသူ10တန်းကျော်ရှိနေပြီးအရက်ဘက်လူမှုအဖွဲ့အစည်းတွေကနေဒါမကကျောင်းသားအဖွဲ့အစည်းတွေဘာသာရေးအဖွဲ့အစည်းတွေအရင်ကတိတ်ဆိတ်နေခဲ့တဲ့အရာရှိဟောင်းတွေကပါအခုဆိုရင်စကားပြောလာကြပြီဒါပေမဲ့ကန့်လန့်ကာနောက်ွယ်မှာတော့ချင်းချောက်မှုတွေကပုံမိုထင်ရှားလာတယ်ဦးကျော်ကရဲတပ်ဖွဲ့ရဲ့အတွင်းပိုင်းကွန်ရက်ကနေနာမည်မဖော်ဘဲ message တစ်ခုရရှိခဲ့တယ်မင်းမောင်နဲ့ဦးစိုးမင်းတို့ကအဓိကသက်သေအထောက်အထားတွေကိုဖျက်ဆီးဖို့ကြံစည်နေတဲ့ပုံမှန်မဟုတ်တဲ့ငွေတောင်းခံမှုတွေမကြာခဏလှုပ်ဆောင်ခဲ့တဲ့ကိုရောင်ဟောင်းမှာရှိတဲ့လျှို့ဝှက်ကင်မရာမှတ်တမ်းတွေအပြင်မင်းမောင်အတွက်အရင်ကလုတ်ကင်ခဲ့တဲ့ကွင်းစင်းဝန်ထမ်းတွေရဲ့ဝန်ခံချက်မှတ်တမ်းပါတဲ့ USB drive တစ်ခုလည်းပါဝင်တယ်အဲ့ဒီသက်သေအထောက်အထားတွေမရှာအရင်အစီရင်ခံစာအားလုံးကသူ့ရဲ့အစွမ်းတက်တီကိုဆုံးရှုံးသွားလိမ့်မယ်ရွှေရည်ကအားပေးကူညီမှုတွေဝန်းရံနေပေမဲ့ဒါကနောက်ဆုံးမိနစ်ပိုင်းတိုက်ပွဲဆိုတာကိုသိတယ်သူမကဈေးထဲမှာကိုတောင်ကိုသာကြည့်ရှုစောင့်ရှောက်ပေမဲ့တိတ်တိတ်ဆိတ်ဆိတ်နည်းပညာရှင်အဖြစ်အလုပ်လုပ်ခဲ့ဘူးတဲ့တိတ်ဆိတ်တဲ့လူငယ်လေးအောင်နိုင်ကိုဆက်သွယ်ခဲ့တဲ့အောင်နိုင်ကိုအရင်ကအထင်သေးခဲ့ပေမဲ့သူကတခုခုဆိုးရွားလာလိမ့်မယ်လို့အရေးအယောင်ခံစားမိတဲ့အတွက်ဖိုင်တွေကိုကိုယ်တိုင်အရန်သိမ်းထားခဲ့တာဖိုင်တွေအားလုံးမင်းစီမှာရှိသေးတယ်ဆိုတာသေချာလားရွှေရည်ကအသက်ရှူရကြရင်မေးလိုက်တယ်အောင်နိုင်ကဖြည်းဖြည်းလေးခေါင်းငိမ့်လိုက်တယ်ဒေါ်တော်ဒီနီကိုအဆက်ခွဲတာမြင်တော့ကျွန်တော်တိတ်ဆိတ်မနေနိုင်ဘူးဒါကြောင့်အားလုံးကိုတိမ့်ထားခဲ့တယ်ဒါပေမဲ့နေရာကစစ်ပင်နှန်းကတိုးလောင်ယုံဟောင်းကိုသွားရမယ်ထပ်မဆောင်တော့ပဲရွှေရည်အောင်နိုင်နဲ့ဦးကျော်တို့အဲ့ဒီညမှာပဲထွက်ခွာခဲ့ကြတယ်သူတို့ကဘေးကနေငှားထားတဲ့ကားကိုအသုံးပြုပြီးဟန်ဆောင်ခဲ့ကြတယ်လမ်းတစ်ဝက်မှာသူတို့ကားနောက်ကိုမော်တော်ဆိုင်ကယ်နှစ်စီးကလိုက်လာတယ်အောင်နိုင်ကလမ်းကြောင်းကိုချက်ချင်းပြောင်းပြီးလူစီကားတဲ့ရက်ွက်တွေကလမ်းချင်းလေးတွေတဲကိုမောင်းဝင်သွားတယ်နောက်ဆုံးတော့သူတို့ကနေရာကိုရောက်လာတယ်ကိုရောင်ကမဆိုမပြတ်ရှိနေတဲ့အိမ်လွတ်တစ်လုံးပဲအောင်နိုင်ကနှစ်ပေါင်းများစွာသူသိမ်းထားတဲ့တော်မိတ်တူနဲ့တကားကိုဖွင့်လိုက်တယ်အကုန်လုံးဒီမှာပဲအဲ့ဒီအနီရောင်တစ်တာထဲမှာသူကအခန်းထောင်ကိုလက်ညှိုးထိုးပြရင်ပြောလိုက်တယ်ရွှေရည်ကအဲ့ဒီတစ်တာကိုကောက်ယူပြီးဖြည်းဖြည်းလေးဖွင့်လိုက်တယ်အတွင်းမှာ USB drive တွေ hard disk တွေနဲ့အခိုင်မာဆုံးမှတ်တမ်းတွေရဲ့အချိန်ကုတ်တွေပါတဲ့လက်ရေးမှတ်စုတစ်ခုပါဝင်တယ်သူတို့အသက်ရှူမဝသေးခင်မှာပဲမော်တော်ဆိုင်ကယ်တန်းတွေနီးကပ်လာတာကိုကြားလိုက်ရတယ်အနက်ရောင်ဝတ်စုံနဲ့အမျိုးသား2ဦးဆင်းလာပြီးအိမ်စီကိုရှောက်လာတယ်။မြန်ငါတို့နောက်ဖေးပေါက်ကထွက်ရမယ်။အောင်နိုင်ကအော်လိုက်တယ်။သူတို့ကအောင်နိုင်ကိုတိတဲ့ဒေသခံတွေရဲ့အကူအညီနဲ့အိမ်ဘေးကလမ်းကြားချင်းလေးကနေလျှို့ဝှက်စွာထွက်ပြေးနိုင်ခဲ့ကြတယ်။သူတို့ကဥဒန်နူသူတို့ရဲ့လှုပ်ရှားမှုကိုတိတ်တိတ်လေးထောက်ခံနေတဲ့ရက်ွက်ခေါင်းဆောင်တဦးရဲ့အိမ်မှာပုံအောင်နေခဲ့ကြတယ်။ခဏဒီမှာပုံအောင်နေကြပါကျွန်တော်အာယုံပြောင်းပေးမယ်။ဦးဒန်နူကတည်ငြိမ်စွာပြုံးရင်းပြောလိုက်တယ်။
နက်ခင်းမှာတော့တပ်တွေအထောက်ထားတွေလက်ထဲမှာရှိနေတဲ့ရွှေရည်နဲ့အဖွဲ့ကအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုဆက်သွယ်ခဲ့တယ်။သူတို့ကတပ်တွေကာကွယ်မှုနဲ့တရားဝင်အစီရင်ခံစာတင်သွင်းမှုကိုတောင်းဆိုခဲ့တယ်။သတင်းစာရှင်းလင်းပွဲကိုလည်းအဓိကမီဒီယာတွေကိုဖိတ်ခေါ်ခဲ့တယ်။အဲ့ဒီနေ့မှာအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးရဲ့ရုံးပြင်ပမှာလူရာပေါင်းများစွာပြည့်နှက်နေတယ်။ရာပေါင်းများစွာသောပြည်သူတွေចောင်းသားတွေသတင်းထောက်တွေနဲ့နာမည်ကြီးပုဂ္ဂိုလ်တချို့တောင်ရောက်လာခဲ့ကြတယ်။ရွှေရည်ကစင်မြင့်ပေါ်တက်လာပြီးအနီရောင် USB drive ကိုကင်ထားတယ်။ဒါကအချက်လက်သက်မဟုတ်ဘူး။သူမကဖြည်းဖြည်းလေးခိုင်မာစွာပြောလိုက်တယ်။ဒါကနှစ်ပေါင်းများစွာနှုတ်ပိတ်ခံခဲ့ရတဲ့သူတွေရဲ့အတန်ပဲဒါကဘယ်သူမှမငြင်းနိုင်တော့တဲ့အမှန်တရားပဲ။သူမကအဲ့ဒီ USB drive ကိုကင်မရာရှေ့မှာအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌကိုပေးလိုက်တယ်။မကြာမီမှာပဲအမျိုးသားရေးကော်မရှင်နဲ့စစ်ဆေးရေးနဲ့စောင့်ကြည့်ရေးအဖွဲ့ကမင်းမောင်နဲ့ဦးစိုးမင်းရဲ့စုံစမ်းစစ်ဆေးမှုကိုတရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့တယ်။သူတို့ကိုယာယီယာထူးဆိုင်းငံ့လိုက်တယ်။ဒါပေမဲ့အကြီးမားဆုံးအံ့ဩစရာကအဲ့ဒီညမှာရောက်လာခဲ့တယ်။အနင်းဒီယာဆေးရုံတက်နေတဲ့နေရာကိုအဖိုးအိုတဦးရောက်လာတယ်။သူကမစိုးမပြတ်ဝစ်စုံနဲ့အညိုရောင်ဖိုင်တစ်ဖိုင်ကိုကင်ထားတယ်။သူ့နာမည်ကဦးကြည်ကြီးရဲဌာနချုပ်အတွင်းပိုင်းမှတ်တမ်းထိန်းသိမ်းရေးမှူးဟောင်းအငိမ့်စားယူပြီးသူကအတန်တိုးတိုးလေးနဲ့ပြောလိုက်တယ်။ဒါကိုကျွန်တော်15နှစ်ကြာသိမ်းထားခဲ့တယ်။အချိန်မကျသေးဘူးဆိုတာသိတယ်။သူကအခုမှဦးကျော်ကိုအဲ့ဒီဖိုင်ကိုပေးလိုက်တဲ့အတွင်းမှာရွှေရည်ရဲ့ဖခင်ဒုဗိုလ်မှူးကြီးဖုံးဟန်တို့ရဲ့တေဆုံးမှုနဲ့ပတ်သက်တဲ့ငွေရင်းစုံစမ်းစစ်ဆေးရေးစာရွက်စာတမ်းတွေပါဝင်တဲ့ဒါတွေကအရင်ကပျောက်ဆုံးသွားပြီလို့ကြေညာထားခဲ့တာဖုံးဟန်တို့ရဲ့တိုးတောင်းတဲ့အတန်မှတ်တမ်းလဲပါဝင်တယ်။မင်းဒါကိုကြားနေရရင်ငါမအောင်မြင်ခဲ့ဘူးဆိုတဲ့သဘောပဲဒါပေမဲ့အမှန်တရားကဆက်လက်ရှင်သန်ရမယ်ငါမိသားစုကိုကာကွယ်ပါရွှေရည်ကြီးပြင်းလာရင်သူ့ဖေဘယ်တော့မှအရှုံးမပေးခဲ့ဘူးဆိုတာသူ့ကိုပြောပြပါရွှေရည်ရဲ့မျက်ရည်တွေစီးကျလာတယ်ဒါကသူမကြာမြင့်စွာတောင်းတခဲ့တဲ့အတန်ပဲအဲ့ဒီညမှာမီဒီယာတွေနဲ့လူထုအမြင်ရဲ့စူညံသံတွေကြားမှာရွှေရည်ကသူ့အိမ်ခန်းထဲမှာထိုင်နေတယ်အဖေခြံထားခဲ့တဲ့မြေပုံဟောင်းကိုကြည့်ပြီးအဖွဲ့နဲ့အတူမဟာဗျူဟာကိုဆွေးနွေးနေတယ်။ဒါကမပြီးသေးဘူးသူမပြောလိုက်တယ်။ဦးကျော်ကခေါင်းကြီးလိုက်တယ်။ဒါပေမဲ့ငါတို့ကအနိုင်ရဖို့ပိုနီးစပ်လာပြီ။ရွှေရည်ကပတင်းပေါက်အပြင်ကိုကြည့်လိုက်တယ်။အဝေးမှာကော်ဖီဆိုင်မှာတချင်းဆိုနေတဲ့ပြည်သူတွေရဲ့အတန်တွေကအပြောင်းလဲအကြောင်းပြောဆိုနေကြတယ်။ဒီမျိုးကပုံမှန်မျိုးတစ်မျိုးလိုမြင်ရပေမဲ့အတွင်းထဲမှာတော့တိတ်ဆိတ်တော်လန်ရေးတစ်ခုကြီးထွားလာနေပြီ။ရန်ကုန်မြို့အရှေ့ပိုင်းတရားရုံးရှိမြေပြင်ပေါ်မှာမနက်ခင်းနေအောင်ကြီးကဖြာကျနေတုန်းပဲလမ်းတစ်ဖက်ချမ်းမှာပြည်သူရာပေါင်းများစွာဟာမနက်အာရုံကလေးကစုယုံနေကြပြီးပြည်သူအတွက်တရားမျှတမှုလက်စားမှုအချက်လက်အားလုံးကိုဖော်ထုတ်ပါကျမတို့မကြောက်ဘူးလို့ရေးထားတဲ့ဆိုင်းဘုတ်တွေကိုကင်ဆောင်ထားကြတယ်ဒီနေ့ကလူတိုင်းစောင့်မျှော်နေတဲ့နေ့ပဲမင်းမောင်နဲ့ဦးစိုးမင်းတို့အပေါ်ရာဇဝတ်မှုဆွဲချက်တင်ထားတဲ့ပွင့်လင်းတရားခွင်အခန်းခန်းထဲမှာရွှေရည်ကအနင်းဒီယာနဲ့အတူဘေးချင်းရှင်ထိုင်နေတယ်အနင်းဒီယာကအခုကျမ်းမာပြီးမိခိုးရောင်ပိုဝါကိုစောင်းထားတယ်သူတို့နှစ်ဦးရဲ့လက်တွေတင်းတင်းဆုပ်ကင်ထားတယ်သူတို့ပတ်ဝန်းကျင်မှာစေတနာဝန်ထမ်းအဖွဲ့အောင်နိုင်ဦးကျော်နဲ့ပုံမှန်အားဖြင့်လျှို့ဝှက်တက်တဲ့ဦးကြည်ကြီးတို့တောင်မှစိတ်အားထက်သန်နေပုံရတယ်အပြင်ဘက်မှာလူအုပ်ကပုံမှုများပြားလာတယ်တကုံလိုင်းသားရရွှေပြည်သားတို့ကနေတာမကမန္တလေးနဲ့ရှမ်းပြည်နယ်တို့ကပြည်သူတွေတောင်ကိုပိုင်စရိတ်နဲ့ရောက်လာကြတယ်ငွေကြေးပေးထားတာမရှိဘူးပါတီဆိုင်မုတ်တွေမရှိဘူးအပြောင်းလဲကိုလိုချင်တဲ့ပြည်သူတွေရဲ့အတန်ပဲရှိတယ်တရားသူကြီးကတရားခွင်ထဲဝင်လာတဲ့နိုင်ငံတော်ရှေ့နေကရွှေရည်ပြသခဲ့တဲ့ကလေးမှတ်တမ်းတွေကိုဖွင့်ပြပြီးအဓိကသက်သေ9ဦးရဲ့စာဖြင့်ရေးသားထားတဲ့ဝန်ခံချက်တွေကိုဖတ်ပြတယ်။အရင်ကပျောက်ဆုံးသွားပြီလို့ယူဆခဲ့တဲ့သက်သေအထောက်အထားအားလုံးကအခုတော့ရှင်းရှင်းလင်းလင်းပေါ်ထွက်လာပြီးမင်းမောင်ရဲ့မျက်နာကဖြူဖြော့နေတယ်။သူအရင်လိုဒေါသတကြီးမပေါက်ကွဲတော့ဘူး။ဦးစိုးမင်းကတော့ခုံမှာပဲငိုင်ငိုင်လေးထိုင်ပြီးတရားခွင်တစ်လျှောက်ခေါင်းပုံနေတယ်။ဒါပေမဲ့အံ့ဩစရာအကောင်းဆုံးကတော့ဧည့်သည်နေရာကနေရောက်လာခဲ့တဲ့ခေါင်းပေါင်းဖြူဆောင်ထားတဲ့အတော်ကြီးတဦးဖြည်းဖြည်းလေးဝင်လာတဲ့သူမက
လွန်ခဲ့တဲ့နှစ်ကတရားမဝင်ကျူးကျော်ဖယ်ရှားခံရချိန်မှာအာဏာပိုင်တွေရဲ့ရိုက်နှက်ခံခဲ့ရတဲ့ကော်ဖီရောင်းတဲ့လူငယ်လေးရဲ့အမေပဲသူမကမင်းမောင်နဲ့တခြားအရာရှိတွေကြားနှိပ်စက်ခိုင်းတဲ့စကားပြောဆိုမှုတွေပါဝင်တဲ့ဖုန်းဟောင်းတစ်လုံးရဲ့အတန်မှတ်တမ်းကိုယူဆောင်လာခဲ့တယ်။တရားသူကြီးကတရားခွင်ကိုရိုက်လိုက်တဲ့ပြစ်ဒဏ်မချမှတ်ခင်15မိနစ်ကြာတရားခွင်ကိုရွှေ့ဆိုင်းလိုက်တဲ့ရွှေရည်ကအပေါ်ဘက်လသာဆောင်ကိုထွက်သွားပြီးအောက်ကလူထောင်ပေါင်းများစွာကိုကြည့်လိုက်တဲ့လက်ခုပ်တံတွေရွှေရည်အသက်ရှည်ပါစေအမျိုးသမီးတွေအသက်ရှည်ပါစေဆိုတဲ့အော်ဟစ်တံတွေထွက်ပေါ်လာတယ်။ဒါပေမဲ့ဒါကသူ့အကြောင်းသက်မဟုတ်ဘူးဆိုတာသူမသိတယ်။ဒါကအနိုင်ကျင့်ခံခဲ့ရတဲ့ဒေါ်တော်ဒီနီအကြောင်းလမ်းပေါ်မှာစူပူချိန်မောင်းခံခဲ့ရတဲ့အထက်တန်းကျောင်းသားလေးတွေအကြောင်းပုံမှန်မဟုတ်တဲ့ငွေကြေးမပေးလို့ရိုက်နှက်ခံခဲ့ရတဲ့တက္ကစီသမားအကြောင်းနှစ်ပေါင်းများစွာနှုတ်ပိတ်ခံခဲ့ရတဲ့အတန်အားလုံးအကြောင်းသူမကတိုးတိုးလေးပြောလိုက်တယ်။မကြာမီမှာပဲတရားသူကြီးပြန်ဝင်လာတဲ့သက်သေအထောက်အထားအားလုံးတရားခံတွေရဲ့ဝန်ခံချက်တွေအပြင်တရားခံတွေရဲ့လုပ်ရက်တွေရဲ့လူမှုရေးနဲ့ကိုကျင့်တရားဆိုင်ရာတက်ရောက်မှုတွေကိုထည့်သွင်းစဉ်းစားပြီးနောက်တရားရုံးကတရားခံမင်းမောင်နဲ့တရားခံဦးစိုးမင်းတို့ကိုအများဆုံးပြစ်ဒဏ်ချမှတ်ခဲ့တယ်။အဂတိလိုက်စားမှုကနေရရှိတဲ့ပိုင်ဆိုင်မှုအားလုံးကိုနိုင်ငံတော်ကသိမ်းဆည်းလိုက်တယ်။သူတို့ရဲ့နာမည်တွေကိုဂုဏ်သိက္ခာရှိတဲ့အငိမ့်စားစာရင်းကနေဖယ်ရှားလိုက်တယ်။တရားခွင်ထဲမှာအတန်တွေပေါက်ကွဲလာတယ်။ငိုကြွေးတန်တွေနဲ့ရဲ့မောတန်တွေတပြိုင်တည်းထွက်ပေါ်လာတဲ့အချို့ကဖျားသခင်ကိုကျေးဇူးတင်ပြီးဝမ်းသာအားရငိုကြွေးကြတယ်။တချို့ကတယောက်ကိုတယောက်ပွေ့ဖက်ကြတယ်။ဒါပေမဲ့အခန်းထောင်မှာမင်းမောင်ကဖြည်းဖြည်းလေးမတက်ရက်လိုက်တယ်သူရွှေရည်ကိုကြည့်လိုက်တယ်သူမျက်နာကပင်ပန်းနေတယ်ဒါပေမဲ့တခုခုကွဲပြားနေတယ်နောင်တလားဒါမှမဟုတ်ရှုံးနေမှုလားပဲမင်းဖေကအရင်ကစံပြရဲတယောက်သူကအပြင်ကိုဆွဲထုတ်ခံရခင်မှာတိုးတိုးလေးပြောလိုက်တယ်ကျွန်တော်သူ့ရဲ့တပည့်တယောက်ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်မအောင်မြင်ခဲ့ဘူးတောင်းပန်ပါတယ်သမီးလေးရွှေရည်ကြက်တေတေသွားတယ်အဲ့ဒီစကလုံးတွေကသူ့ရင်ထဲကနောက်ဆုံးထုံးကိုဖြည့်ရှင်းလိုက်တယ်လို့ပဲသူမမဖြေဘူးဆူတောင်းရင်ခေါင်းငုံနေလိုက်တယ်။အဲ့ဒီနေ့မှာမီဒီယာတွေကပြည်သူတွေရဲ့အောင်ပွဲကိုဖော်ပြခဲ့ကြတယ်။ဒါပေမဲ့ပိုရေးကြီးတာကတော့အဖွဲ့အစည်းများစွာကစတင်လှုပ်ရှားလာခဲ့တဲ့အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကပြည်သူတွေအတွက်အထူးတိုင်ကြားရေး channel တစ်ခုဖွင့်လှစ်ခဲ့တဲ့ရဲမှုတချို့ကိုယာရုမှထုတ်ပယ်ခဲ့တဲ့ပြည်ထရေးဝန်ကြီးကဒေသအကြီးအကဲအားလုံးကိုခေါ်ယူပြီးကွင်းစင်းအရာရှိတွေအပေါ်ထိန်းချုပ်မှုကိုအားဖြည့်ပေးခဲ့တယ်။ဒါပေမဲ့ရွှေရည်ရဲ့တိုက်ပွဲကဒီမှာတင်မရက်တန့်ခဲ့ဘူး3လအကြာမှာသူမကအောက်ခြေလူထုအတန်များဇောဘောဝဘာစီမလို့ခေါ်တဲ့ငါတစ်ခုကိုအနင်းဒီယာအောင်နိုင်တဲ့စေတနာဝန်ထမ်းတွေနဲ့အတူထူထောင်ခဲ့တယ်သူတို့ရဲ့အဓိကရည်ရွယ်ချက်ကအနိုင်ကျင့်ခံရသူတွေကိုကူညီဖို့ဈေးတယ်တွေနဲ့လူစီကားတဲ့ရက်ကွက်တွေကပြည်သူတွေကိုအခြေခံဥပဒေသင်တန်းတွေပေးဖို့နဲ့ရက်ရွာမီဒီယာကွန်ရက်ကိုတိစောက်ဖို့ပဲကြောက်ဖွင့်လှစ်တဲ့နေ့မှာရွှေရည်ကရက်ကွက်ကွင်းထဲကစင်းပြင်းငယ်လေးပေါ်မှာရက်နေတယ်သူမကအရင်လိုတက်ရက်တဲ့ရှက်အင်ဂျီဒါမှမဟုတ်ဘလေဇာကိုမဝတ်တော့ဘူးအဖြူရောင်တီရှပ်ရိုးရိုးနဲ့ဂျင်းပေါင်းပီကိုပဲဝတ်ထားတယ်ဒါပေမဲ့သူ့အတန်နဲ့မျက်လုံးတွေကတော့ခိုင်မာပြီးကြည်လင်နေတယ်ဝယ်ယူလို့မရတဲ့အရာတစ်ခုကိုထင်ဟပ်နေတဲ့ယုံကြည်မှုကျမတို့တွေကအများစုကအာနာရှိမှသေးငယ်တယ်လို့ခံစားရတယ်။ဒါပေမဲ့ကျမတို့အတန်ကမသေးငယ်ဘူးဆိုတာယုံမှာအတန်တတန်ကတိတ်ဆိတ်ဖို့ညှင်းဆန်တဲ့အခါအတန်တစ်ထောင်ကလိုက်ပါလာလိမ့်မယ်။အဲဒီကနေအပြောင်းလဲစတင်တယ်။လက်ခုပ်တံတွေဟိန်းထွက်လာတဲ့မိုဘိုင်းဖုန်းကင်မရာတွေကမှတ်တမ်းတင်နေတဲ့ဗီဒီယိုကထပ်မံလူပြောများလာခဲ့တယ်။နေ့အဆုံးမှာစေတနာဝန်ထမ်းတွေအားလုံးအိမ်ပြန်သွားကြတော့ရွှေရည်ကအနင်းဒီယာနဲ့အတူဆိုင်ငယ်လေးမှာထိုင်နေတယ်သူတို့ကကော်ဖီနဲ့အကြော်တွေမှာလိုက်ကြတယ်။အရင်ကအပြောင်းလဲအတွက်လက်နက်တွေလိုအပ်တယ်လို့ကျမထင်ခဲ့တာအနင်းဒီယာကပြောလိုက်တယ်။ရွှေရည်ကပြုံးလိုက်တယ်။တကယ်တော့မဟုတ်ဘူးလို့ပြောဖို့တတိတစ်ခုပဲလိုတယ်။အနင်းဒီယာကခေါင်းငိမ့်ပြီးတဦးနဲ့တဦးချစ်ချင်းမြတ်တာညသည်ရန်ကုန်မြို့အရှေ့ပိုင်းကောင်းကင်ရံသို့ဆင်းသက်လာသည်ကျယ်များကပုံမှန်ထက်ပုံမိုတောက်ပနေပုံရသည်ဘယ်တော့မှမအိပ်ဆက်တဲ့ရန်ကုန်မြို့ရဲ့စူညံတန်တွေကြားမှာမိန်းကလေးငယ်တဦးကတိတ်ဆိတ်မနေဖို့ရွေးချယ်ခဲ့တယ်သူမကဘသူမှမဟုတ်ဘူးရိုးသားတဲ့ပြည်သူတဦးသာဒဏ်ရာတွေရဲရင်မှုတွေနဲ့အမှန်တရားဟာတိုက်ပွဲဝင်ဖို့ထိုက်တန်နေဆိုတဲ့ယုံကြည်ချက်နဲ့အတူဒီရှည်လျားတဲ့ခရီးရဲ့အဆုံးမှာသူမဟာပြည်သူတွေရဲ့မျက်လုံးတွေကိုဖွင့်ပေးခဲ့ုံသာမက
တိုင်းပြည်ရဲ့စိတ်ဓာတ်ကိုပါနှိုးဆွပေးခဲ့တယ်။ဒီဇလန်းကနေကျမတို့သင်ယူရတာကရဲရည်မှုဆိုတာမကြောက်တာမဟုတ်ပဲကြောက်နေပေမဲ့ရှေ့ဆက်လန်းတာပဲရိုးသားစွာနဲ့ခိုင်မာစွာထုတ်ဖော်ပြောဆိုတဲ့အတန်ဟာအခိုင်မာဆုံးနေရန်တွေကိုတောင်လှုပ်ခါနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့မတရားတဲ့စနစ်တစ်ခုမှာတိတ်ဆိတ်နေတာကအန္တရာယ်အရှိဆုံးသဘောတူညီမှုဖြစ်နိုင်လို့ပဲ။မင်းကရွှေရည်လိုလူမျိုးကိုသိနိုင်တယ်ဒါမှမဟုတ်မင်းကိုယ်တိုင်ပဲသူဖြစ်နေနိုင်တယ်ဒီဇလန်းကစိတ်ကူးရင်တသက်မဟုတ်ဘူးနှုတ်ပိတ်ခံခဲ့ရပြီးအခုတော့ပြန်လဲပဲ့တင်ထက်လာတဲ့ထောင်ပေါင်းများစွာသောအတန်တွေကိုထင်ဟပ်ပြနေတယ်ဒီဇလန်းကတင့်နှလုံးသားကိုထိမိရင်နံပါတ်9ကိုနှိပ်ပါသဘောမတူရင်နံပါတ်3ညကိုနှိပ်ပါဒီဇလန်းကိုဆက်လက်ဝေမျှပေးပါမျောလင်းချက်ကင်းမဲ့နေသူတွေစီပို့ပေးပါဒီလိုဇလန်းတွေတကယ်အဖြစ်ပြက်တွေနှွေးထွေးပြီးအတိတ်ပဲပြေးဝတဲ့ဇလန်းတွေကိုပုံမနားထောင်ခြင်းရင်ဒီ channel ကို follow လုပ်ပေးပါဘာဖြစ်လို့လဲဆိုတော့တင့်အတန်ကဘလောက်ပဲဖြစ်နေပါစေအမြဲတမ်းအတိတ်ပဲရှိနေမှာမို့လို့ပဲ